တက်လိုက်ကြလို့ကျန်းကန်နဲ့တော့မပါဘူးကျုပ်ဖာကျုပ်ပွေးတာပြေးတာဘသူနဲ့ရွှေမျိုးတော်ကျင်တာတော့ဖယားနဲ့ရွှေမျိုးတော်ကျင်ဖယားနဲ့ရွှေမျိုးတော်ကျင်ပုံလေးကိုကျွတ်တို့ဝိတရူပကနေပြီးတော့ပြန်စကြအောင်ဝိတရူပဆိုတာရှင်ဘရင်သားတနည်းအားဖြင့်ဝိတရူပဆိုတာကျွံမသားရှင်ဘရင်သားကျွံမသားဟောနှမျိုးရဘယ်လိုလဲဖေရမေးစရာရှိတာပေါ့ဒီလိုပရိသတ်ကျွံမသားနဲ့ရှင်ဘရင်သားဖြစ်ပုံကိုပြောကောသလရှင်ဘရင်သည်ကျွတ်တို့မန္လိကမိဖုရားကြီးနဲ့အကြောင်းဆက်ပုံလေးနည်းနည်းပြန်ပြောကြစို့တူတော်အဇာတတနဲ့စစ်ဖြစ်ကြပါရောကောသလတူတော်အဇာတတနဲ့စစ်ဖြစ်တော့မြင်းစီးပြီးတော့တအားပြန်ပြေးလာဟောမန္လိကဆိုတဲ့ပန်းသေးကြီးရဲ့သမီးကလည်းပန်းခူရင်မြတ်စွာဘုရားကိုရောမြတ်ကြီးဆွမ်းခံကြအလားသူစားဖို့ပါလာတဲ့ကပိုက်ချင်းကမယောမုံအဆုပ်ကလေးသုံးစုပ်မြတ်စွာဘုရားကိုရောမြတ်နဲ့ရင်ဆိုင်တွေ့တော့ဘုရားကြွလာဟန်ကြလိုက်တာလှူခြင်းလိုက်ပါပြီမာလိကာညီလှူတော့လို့သူအစ္ဆဒတန်တောင်မှရှိသောစေရနာလေးကတိုက်တွန်းအဲ့ဒီစေရနာလေးကတိုက်တွန်းသဖြင့်ဘုရားကိုရောမြတ်ကြီးအားမယောမုံစုပ်သုံးခုကိုလှူလိုက်လှူတော့ဘုရားကိုရောမြတ်ကမန္လိကမိမ့်မပြုတ်လေးကိုကြည့်ပြီးတော့ပြုံးလိုက်ဘုရားပြုံးတာအကြောင်းရှိကလေးမလေးကိုပြုံးတာဘုရားကဘုရားမဟုတ်တာပေါ့ကျွတ်တို့ဘုန်းကြီးတော်မိမ့်မပြုတ်လေးကြည့်ပြုံးကြည့်ပါဒီကတော့ခေဘူးကွာဟာဘုထုဇင်နေဆိုတော့ထင်မိထင်ရကြံမိကြံရပြောကြဘုထုဇင်ရဲ့အပြုံးကတစ်မျိုးဘုရားကိုတော်မြတ်ပြုံးတာကဒီကလေးမလေးရဲ့ဥပနိတ္တရာတွေကိုမြင်တော်မူလေညီတော်အနန္ဒာကညောက်ကနောက်ကရှောက်မြတ်စွာဘုရားပဲ့နဲ့ကြောင့်ပန်းတဲ့သမီးကိုကြည့်ပြီးတော့ပြုံးတာလေဘုရားဟဲ့ညီတော်အနန္ဒာဒီကလေးမသည်များမကြခင်တိုက်ပေအုပ်ချုပ်သောဘယင်ကောသလရဲ့မိဘရခေါင်ကြီးဖြစ်နိုင်တဲ့ဘုံလက္ခဏာပါ၍ငါဘုရားကိုလှူရသောမယောမုံစုပ်ရဲ့ကုသိုလ်အဟုန်ကြောင့်မိဘရခေါင်ကြီးဖြစ်မှာကိုမြင်တော်မူ၍ငါပြုံးတဲ့ခြေသားအနန္ဒာဒီကြားလေးကကြားတော့ဝမ်းမြောက်ဝမ်းသာနဲ့အပေါင်းဖော်မိန်းကလေးတွေသွားပြီးတော့တရားနာပြေးတာပန်းညံနဲ့ပန်းခူးကောသလကြီးကလည်းစစ်ရေးနှိမ့်လို့မြင်းစီးပြီးတော့ပြန်ပြေးအလားမြင်းကိုတအားနှင်းတော့မန္လိကနဲ့အပေါင်းအသင်းဖြစ်တဲ့မိန်းကလေးတွေတယုံယုံနဲ့ပြေးကြလန့်ပြေးကြမန္လိကမလန့်ဘယ်လန့်မလဲမိဖုရားဖြစ်မဲ့ဘုံကံကြီးကပါလာပြီးတော့မိမအိန္ဒိယကိုလည်းပဲပြပြကြီးရှိတယ်မန္လိကာမိမဆိုတာပြေးမှပြေးကောင်းမယ်မှတ်ထားမိမစစ်ကပြေးကိုမပြေးကောင်းမှုဟဲ့ရန်ကုန်မြို့ကငတ်နှမများမှတ်သွားကြမပြေးကောင်းတဲ့ထင်ပါတယ်ဟိကဲနောက်ကလိုက်ဆိုကြည့်စမ်းပါယဟန်မိမရှင်ဘရင်မင်းစီးတဲ့ဆင်းဘယ်နှမျိုးတုံးယဟန်ရဲ့မိမရဲ့ရှင်ဘရင်ရဲ့မင်းစီးတဲ့ဆင်းရဲ့ပြောကြည့်စမ်းပါယဟန်မပြေကောင်းယဟန်မလုံးမပြေကောင်းတို့တိတ်ခါဘုတ်တော်မှာလက်တောင်ရမ်းမသွားရကျွတ်တော်ပုထုဇဉ်နေဆိုတာဘာမှမြင်တာမဟုတ်ဘူးဘုရားကိုယ်တော်မြတ်ရဲ့တပည့်သားဖြစ်တဲ့ယဟန်နေလက်ရမ်းသွားတော့နာနာဘဝဝိနာဘဝတွေကမြတ်စွာဘုရား
ကဲတော်မူပါဗျာကဲတော်မူပါဗျာယဟန်နေဟာဘာမှမမြင်မဲနဲ့လက်တွေရမ်းသွားလို့တပည့်တော်တို့တိုက်မိပါဗျာခိုက်မိပါဗျာဒါကြောင့်ဘုရားကိုယ်တော်မြတ်ကလက်တောင်ရမ်းမသွားရဘူးကျွတ်တို့ယဟန်ပြေးဖို့ဆိုတာဝေးရောဒါပေမဲ့လို့ကျွတ်တို့မန္တလေးနေတော့ကကျွတ်တို့နေတဲ့တိုက်ရဲ့အနောက်ဘက်ပလန်းရထဲအရက်ထဲမီးလောင်တော့ဘုန်းကြီးတွေသင်္ကန်းကြောင်ကြိုက်ပြေးငိမ့်လို့အတော်အသင့်အပြစ်လဲအသင့်ခံပြီးဆွမ်းတကဆွမ်းမတွေငဲ့ကြဒါကြောင့်ယဟန်မပြေးကောင်းပါဘူးတဲ့ဗျပြေးရင်တမနတာရုပ်ကယဟန်သိက္ခာနဲ့မညီဘူးရဲ့လို့ကဲ့ရဲ့ွယ်ဖြစ်ချင်းကြောင့်သိက္ခာဘုဒ္ဓနဲ့လည်းမညီသောကြောင့်ပြေးကောင်းဘူးမိမပြေးကောင်းဘူးမိမဘာလို့မပြေးကောင်းဝိသခဇတ်ထုတ်ထဲမှာထင်ရှားပါတယ်ပြိတ္တဘာဖြစ်လို့မိမမပြေးကောင်းတော့လို့ဆိုတော့ဝိသခကပြောတယ်လေပုံနာတယ်ဖေတို့တဲ့မိမများမပြေးကောင်းပါဘူးတဲ့မိမများပြေးမဲ့လွှားမဲ့ဆိုရင်တဲ့အင်္ဂါချွတ်တဲ့သွားရင်တဲ့ဆိုင်မော်တီခင်းထားတဲ့ကုံတွေဟာပုတ်သိုးနေတဲ့ကုံဟာတန်ဖိုးမရှိသလိုတဲ့ဆိုင်မော်မှာတသက်သာထားတဲ့ပစ္စည်းလှလှပပမပုတ်မသိုးမကျိုးမပဲ့မှတန်ဖိုးရှိသလိုမိကလေးများမှာပြေးလို့လွှားလို့အင်္ဂါချွတ်တဲ့သွားမယ်ဆိုရင်ဖြင့်ယောက်ျားတွေကအိမ်တောင်ပဲရွေးတဲ့နေရာမှာဈေးလျှော့ယုံနဲ့မပေါင်းသင်းလူကြပါဘူးတဲ့မှတ်ထားဟဲ့ကန်းတော့ပါဗျာဦးစကားကြီးကရှိနေတယ်လင်လူတို့နားပဲ့တဲ့သတိထားနော်ပြေးကောင်းမှုတဲ့မိမမပြေးကောင်းမှုဆိုပြီးဒီကြံဒီကံကြောင်းပေါက်ကမကြီးပင်ထိတ်ရောက်ကုန်ပါပြီကောင်းပါလေးတွေမကြီးရွက်တက်တာမကြီးပြီးခူးတာပြေးတာနဲ့ဘာဆိုင်တော့ဖြင့်ပြေးတာကြိုးယုံရဲ့ဟဲ့သစ်ပင်ထိတ်ကကြသေဖို့ရှိမှန်ရလားပြိဿကြီးဒါကြောင့်မိမမပြေးကောင်းမှုတဲ့တလောက်ဆိုသဘောပေါက်ပါပြီနောက်ရှင်ဘရင်ပြေးကောင်းတိုင်းပြည်အုပ်ချုပ်တဲ့ဘရင်ပြေးလွှားနေမယ်ဆိုရင်ကဲ့ရဲ့သင်းကျူဇဂရင်းဆိုပြီးတော့ဆင်းရဲသားကဲ့သို့ပြေးနေတဲ့ရှင်ဘရင်ဖြစ်ထိုက်တဲ့လက္ခဏာမပါဘူးလို့ကဲ့ရဲ့ွယ်ဖြစ်လို့ပြေးကောင်းမှုတဲ့မင်းစီးတဲ့ဆင်မုံယိုပြီးပြေးနေရင်ဆင်ရိုင်းဆင်မိုက်ဟဲ့အဘိတ်သိက်သွန်းလောင်းတဲ့မင်္ဂလာဆင်မဖြစ်ထိုက်ဘူးလို့ကဲ့ရဲ့ွယ်ဖြစ်ချင်းကြောင့်ပြေးကောင်းမှုတဲ့ဒါကြောင့်ဟိုအမျိုးသမီးအပေါင်းသင်ကလေးတွေနဲ့ပန်းခူးနေတဲ့မန်လိကမပြေးဘူးဆိုတာလေမိဘရခေါင်ကြီးဖြစ်မဲ့ဘုံလက်ခဏာကလည်းပါတယ်မိမအိမ်တွေရွှေပေးလို့မရဆိုတဲ့ဇကားနဲ့လျော်ညီတဲ့အမျိုးသမီးမှုမပြေးဘူးတဲ့ပြိဿကြီးမပြေးရုံနဲ့မကဘူးမြင်းကြီးကဇိုးဝင်လာတော့ဟောမန်လိကပန်းတဲ့သမီးလေးကပန်းခူးရင်မြင်းဆက်ကိုလှမ်းဆွဲလိုက်မြင်းဆက်လှမ်းအဆွဲမှာကောသလရှင်ဘရင်ကြီးလှလိုက်အောင်ပါလေတင်လှပါလားကွယ်တော်လူမလေးဘရင်လှတယ်ငါဘရင်စစ်ရှုံးလို့မောပြီးပြေးလာတော့လေဟမလေးတည်းမျက်နှာလေးကြည့်လိုက်ရအမောပြေးပြီးကွယ်တော်သူမလေးရဲ့ဘရင်ဟဲ့ခလေးမဘာတုံးတော့ဟဲ့ငါဘရင်ဖျားလို့ထူးဖျားထူးတာဖုံကြီးမှထူးပါခက်တယ်ဒီကလေးမကဲဘယ်လိုပဲပျော်နင်ပြောသမျှလေးတွေဒေါသမဖြစ်တဲ့အပြင်နှခမ်းလေးစုပြီးတော့မျက်လုံးလေးဒေါင့်ကတ်ကြည့်တာကငါအသက်ဆွဲယူလိုက်သလိုဘယင်လည်းတောင်ပြုံးရောက်ပြောကုန်ဘယင်ပြောမပြောမသိဘူးဥသတိလရှာရှိတယ်အောက်မေ့ရင်အောက်မေ့ပေါ့လေဟဲ့နင်တာမိကလားအသာမိကတာမိကတွေမတာမိကတွေတော့ဘာတွေလျှောက်ပြောနေကြောက်မသိဘူးခက်တယ်အလေတော်သူမဆိုတော့တာမိကအသာမိကဘယ်သိမလဲဟဲ့နင့်မှာငါရှင်းပြောမယ်လင်ရှိသလားမရှိဘူးလားမေတော်လူကြီးကဘယ်လင်ရှိရမှာတော့ကျုပ်ကဲလင်မရှိလို့ရှိရင်ဖြင့်မိဘရဲ့ခေါင်းကြီးမြောက်မယ်တိုင်းပြည်အုပ်ချုပ်တဲ့ငါဘယင်ဟဲ့တဲ့ဘယင်များလူချင်းရင်ရှိသလားမရှိဘူးလားအရင်မေး
ရှိလို့ကရှောင်မလားဆိုတော့သူမရလို့ချင်းသူ့လင်လှန်နဲ့ထိုးဘသူကမြောက်ပေးတယ်မသိဘူးယူတာဇော့ပဲတော့ခွက်ကြတယ်ကာမတတ္တဝါတွေကြိတ်အခုတရားနာပြိဿမိဖုရားမြောက်မယ်တဲ့ဗျမြင်းမော်ကဆင်းပြီးတော့ကျမ်းဂန်နဲ့ပါတဲ့အတိုင်းပြောလိုက်ရအောင်မန္လိကာရဲ့ရင်ခွင်ထဲမှာလေပြိဿကြားလားမန္လိကာရဲ့ရင်ခွင်ထဲမှာလေစစ်ရှုံးလို့ပြေးလာသမျှအမောတွေဖြေပြီးတော့အမလေးတရေလောင်မှေးတဲ့မြို့အဲ့ဒါလိုမှေးပြီးတော့တရားနာပရိသတ်ရေမြင်းမော်တင်ပြီးခေါ်သွားမြင်းမော်တင်ခေါ်သွားပြီးတော့ရွှေနန်းတော်လဲရောက်ရောဟဲ့မင်းကြီးများသွားမန္လိကအမျိုးသမီးအားသူ့မိဘရထံပြန်ဖို့သူ့မိဘအိမ်တို့ပြန်အဖို့ခိုင်းပြီးတော့မှတရားနာပိဿဟောအယောင်အဆောင်တွေနဲ့တကွာရွှေနန်းတော်မှလွှတ်၍ရင်ရထားရင်းနဲ့အချွေရန်တွေနဲ့မူကြီးမရသေနာပတိတွေနဲ့စေလွတ်ပြီးအခေါ်ခိုင်း၍ဟောနောက်မိဘရခေါင်မြောက်လိုက်ပါတယ်ဗျာဒေသဖယားဗျာဒိစကားနော်ဘယ်တော့ခါမှမမှားဘူးဥဇတိလာတို့ပြောတဲ့စကားကတော့သုံးခွက်တစ်ခွက်တင်မယ်ပုထုဇဉ်ကိုပရိသတ်ရဲ့ဖယားပြုံးတော်မူတာဒါဗျဒီကလေးမှမိဖုရားဖြစ်မှာတဲ့ပြုံးမိအလျောက်လဲပဲဟောမိဖုရားခေါင်ကြီးဖြစ်သွားရောယေသားကြီးမန္လိကမိဖုရားခေါင်ကြီးဖြစ်သွားပါလားမိဖုရားခေါင်ကြီးဖြစ်သွားတော့မန္လိကာကအင်မတန်လိမ္မာတဲ့မိမလိမ္မာကောသလကလူအားကြီးရှင်မယင်သာဖြစ်တာလူအားကြီးဘလောက်ထိအောင်အားတုံးဆိုတော့မန္လိကာသူ့ကိုလိမ်မှုတယ်ပြိဿလိမ်မှုတာလေဘုန်းကြီးနောက်ပိုင်းကျတော့ပြောပါဟိုကျွံမသာဆက်ကြအောင်ဝိတ္တုပတိုင်းကောသလရှင်မယင်ကကြုတ်ပေးတဲ့ဇလန်းနာမည်လေးအတိုင်းပေါ့တရားနာပြိဿဒီကနေ့ရန်ကုန်မြို့ကျွတ်တို့တာမွေနတ်ချောင်းရက်ကွက်မှာဒေဝကုဏရီကျောင်းတိုက်ကထိန်ဖြစ်မြောက်ရေးနဲ့ဒုံလဘယဟန်ငံဖြစ်မြောက်ရေးအဖွဲ့မှာပင့်လျောက်တဲ့တရားဒီကနေ့1338ခုတပေါင်းလာဇန်9ရက်နေ့ညဘုန်းကြီးပေးထားတဲ့နာမည်ကဖယားနဲ့မှရွှေမျိုးတော်ကျင်သူတဲ့တရားနာမည်ကောသလရှင်မယင်သည်တိုက်ပြည်အုပ်ချုပ်ဘယင်လုပ်ပြီးတော့နေရာမှာဖယားကိုယ်တော်များကြီးနဲ့လည်းသိအကျွမ်းမဝင်သေးဖယားတပည့်သားဖြစ်တဲ့သံဃာတော်တွေနဲ့လည်းသိအကျွမ်းမဝင်သေးအနာရဘိန်တထေကလည်းတနေ့ဆွမ်းကလိုက်တဲ့သံဃာ2000ဝိသခါကလည်းတနေ့သံဃာ900ကလိုက်တဲ့ဆွမ်းနေဗျာရန်ကုန်မြို့အကျယ်ကြီးပါရန်ကုန်မြို့ရှိတဲ့ဆရာတော်တွေတနေ့တစ်ပါးသာကတ်ဆမ်းမှာ2000မဟုတ်ပါဘူးရန်ကုန်မြို့အမလေးသတ်သေးတွေပေါ်လှပါပြီတနေ့တပါးမှန်အိမ်တိုင်းသာကတ်ကြည့်ပါရန်ကုန်မြို့တန်ဃာတွေဆွန့်ကပ်ဖို့တောင်ခမည်းတော်လောက်မည်မဟုတ်ပါမှန်ရလားပြိဿတန်ဃာတပါးဆွန့်ကပ်တာတာဝန်မကြီးဘူးမှ2000ကတ်ကြုတ်ဝိသခါတို့က900ကတ်သည်စိတ်တသူချင်းအစရှိတဲ့တထေးတွေကလည်းကတ်ကြသည်အဲ့ဒီလိုတရားနာပြိဿဆွမ်းကတ်တော့တန်ဃာတော်တွေကကြွလိုက်ကြတာကောသလရှင်မရဲ့နန်းတော်ကြတော့ကြောထွက်သွားမကြွဘူးကောသလဘုရင်စဉ်းစားဘုရားသားတော်ယဟန်နေငါရှိမကြွဘူးပင့်နာကောင်းဟဲ့မြတ်စွာဘုရားတပည့်တော်တန်ဃာတော်များစွာဆွမ်းကတ်ချင်ပါတယ်ဘုရားတန်ဃာ1000ပင့်ညီတော်အနန္ဒာပါသွားပါပေမဲ့လို့တရားနာပရိသတ်တန်ဃာတော်တွေကသူပင့်တဲ့ထဲကတဘာမှကြွဘူးဘေးဝိသခအနာရဘိအစရှိတဲ့ရှိအကုန်လုံးကြွကြရှင်မရင်ထံတဘာမှသွန်သားမကြွရှင်အနန္ဒာတဘာပဲကြမ်းနေရင်အဲ့တော့ကောသလကအပြစ်တင်တယ်ကြည်စမ်းတွားလိုက်ကြတာတထေးပူကျွယ်လေးငါရှင်ဘုရင်ကြတော့မစားကောင်းနဲ့အပိကြလို့
ကြီးငါရှိမကြွဘူးဘုရားရှောင်းပဲမြတ်စွာဘုရားတဲ့တန်ဃာတော်တွေတပည့်တော်တစ်ထောင်ပင့်မှလျက်ကနေတပည့်တော်ရွှေနန်းတော်ကြီးတို့အင်မတန်ကြက်တရေရှိတဲ့နန်းတွင်သို့ဆွမ်းခံမကြွပါပဲနဲ့ဘေးတထေးသူကျွယ်တွေအိမ်သာကြွကြတယ်ဗျာဘုရားကိုယ်တော်မြတ်ကတန်ဃာတော်တွေအပြစ်မတင်ဘူးတက္ကတော်တဲ့ငါဘုရားဤသားတော်တွေကတက္ကတော်ရေမြေရှင်နဲ့သိအကျွမ်းမဝင်လို့နဲ့တူပါရဲ့အကျွမ်းဝင်နဲ့ရင်းနှီးတဲ့ပုဂ္ဂိုလ်များရဲ့ထမ်းသို့ကြွကြတာနဲ့တူပါရဲ့မြတ်စွာဘုရားဒါဖြင့်ဘုရားတပည့်တို့ရှောက်ပြရစီဗျာဘုရားတပည့်တော်နဲ့တကွဆွမ်းကကြတဲ့တထေသူကျွယ်တွေမှာဘုရားအမှုရှိတဲ့တန်ဃာတွေဆွမ်းကကြတဲ့အချိန်မြည်ပြီးပုဂ္ဂိုလ်တွေကတ်တဲ့ဆွမ်းကမြတ်ပါတယ်လေဘုရားမေရောပြုတက္ကတော်တိုင်းပြည်အုပ်ချုပ်တဲ့သင်ဘယင်ကကောင်းကောင်းမွန်မွန်မြတ်မြတ်တွေကတ်နိုင်တာသင်ဆွမ်းကပူမြတ်တာဘော့လို့ဦးကြောင်ကြောင်မျက်နှာလိုက်ပြောမယ်ဘုရားမှတ်လို့မေးတာဘုရားကလည်းမပြောဘူးပြိဿတက္ကတော်တဲ့ဝိသသိကပရမပဲဝိသတိကပရမန်ဆိုတာဘာပြောတာတော့အကျွမ်းဝင်တဲ့ဆွမ်းကမြတ်တယ်တဲ့မြတ်စွာဘုရားအကျွမ်းဝင်တဲ့ဆွမ်းကဘယ်လိုလဲဘုရားအကျွမ်းဝင်တဲ့ဆွမ်းဆိုတာသာသနာတော်ကြီးနဲ့ရွှေမျိုးတော်ဆက်တဲ့ငါဘုရားသာသနာတော်နဲ့ရွှေမျိုးတော်တဲ့ပုဂ္ဂိုလ်လှူတဲ့ဆွမ်းမှမြတ်တယ်တကားတော့အဲ့ဒါလို့ဘုရားအမိန့်ရှိတော်ကောသလကြီးကလေဟောဖယားနဲ့ရွှေမျိုးတော်ကျင်စိတ်ပေါက်သွားဟန်ကြငါတိုင်းပြည်အုပ်ချုပ်တယ်ဘယင်မဲဖယားကိုယ်တော်မြတ်နဲ့ငါနဲ့သာရွှေမျိုးတော်သွားရင်မြတ်စွာဘုရားရွှေမျိုးရေမြင့်ရှင်တကားတော်ကြီးဟဲ့လို့ဟမလေးနန်းတော်ရဲ့တန်ဃာကြီးကြွလာလိုက်ကြမှာအဲ့ဒီကြမှာကြီးညိုလုံးမဆုံးတပြုံပြုံနဲ့ငါဆွမ်းနဲ့အာရပါရကတ်လိုက်မယ်ကောသလဘုရားနဲ့ရွှေမျိုးတော်သူပဲလို့ကြံနေထင်လို့ဘုရားကိုယ်တော်မြတ်ကဗုဒ္ဓရဏနဲ့မေမာယာမှာပေါက်ဖွားတဲ့သိတ္တထကဖြစ်တဲ့ဂေါရမဘုရားကပိလဝပြည်သားတာဂီဝင်မင်းမျိုးဘုရားရွှေတော်မျိုးတော်တွေထဲမှာတာဂီဝင်မင်းသမီးတယောက်ကိုတောင်းပြီးတော့မိဘခေါင်ကြီးမြောက်မယ်အဲ့ဒီကြတော့မှငါကတ်တဲ့ဆွမ်းဟာသူများတဲ့မြတ်မယ်ဘုရားနဲ့ရွှေမျိုးတော်အောင်ငါလုံးမယ်ကြံရောပြုကြံပြီးတော့ကောသလဘုရင်ဒီသုံးဝန်စာလွှာရေးတာဂီဝင်မင်းနေရဲ့ထံမှာငါအားတာဂီဝင်မင်းမျိုးဖြစ်သောသမီးကညာဆက်သားရမယ်သုံးဝန်စာလွှာပို့လိုက်မဟာနာမင်းကြီးနဲ့တကွပေါ့လေတာဂီဝင်မင်းနေခေါင်းချင်းရိုက်ကုန်တာဂီဝင်မင်းမျိုးကသူများအမျိုးနဲ့ဘယ်တော့မှမရောရှက်ဘူးပြိဿမန်အင်မတန်ကြီးဘယ်လောက်ထိအောင်မန်ကြီးတော့ဆိုတော့ကျွတ်တို့မြတ်စွာဘုရားကပ်ပြီလို့ကြွတော့လေဘုရားဖြစ်နေတာတော့မှရှိမခိုးဘူးအိုးသိတ္တထကဖြစ်တဲ့ယဟန်ဂေါရမဆိုတာငါတူလေးပဲငါတဲ့ငယ်တယ်သူကသာရှိခိုးအောင်ဟောဒီလိုမှန်ဝင်သေးငါညီလေးပဲငါမီးလေးပဲအမေငါမောင်လေးပဲလို့ကျွတ်တို့ဘုရားခေါ်တော့မှရှိခိုးတာမဟုတ်ဘူးအဲ့တော့မှတရားနာပိဋကယမကဗျာဒီဟာတကူတော်တွေပြလို့ဗုဒ္ဓဝေဇတ်တော်ကြီးဟောတော့ကမှသုတ်တော်ရဏကြီးကစရှိခိုးလို့အဲ့ဒီကြမှာအကုန်လုံးရှိခိုးကြသည်တလောင်းမှန်ကြီးတဲ့နော်တာကီဝင်သူများအမျိုးနဲ့ရောစပ်ဖို့ဆိုတာဝေးရောပိဋကအသက်သာသေးခံမယ်ဒါဝန်တန်ုရခိတပေါ့လေကျွတ်တို့ခေကြတော့လူမျိုးတရားတစ်ပါးတောင်မကတော့ပါဘူးကိုကနေရောဒီကနေရောနဲ့ကပြားနဲ့မကဘဲနဲ့ပြားတာနဲ့ဆိုတော့မရကုန်ပါဘူးမှန်လားပြိဿကြီးကိုမျိုးကိုစောင့်နေဟိုမှာကြည့်တာကီဝင်မင်းမျိုးတွေခက်တယ်ဒီကိစ္စငါတို့နေရတာကလည်းကောသလအာနာပြန့်နှံ့ရဖြစ်တယ်ကောသလဘယေငါစစ်ဆင်ပြီးတော့အန္တရာယ်ပြုတ်လာသောအခါမှာ
ငါတို့သာကီဝင်းမျိုးကလည်းသူများအသက်မတတ်မှုသားမပြောတော့ဒုက္ခတွေသာများကုန်လိမ့်မကိုင်းကြံ့ကြစမ်းဘယ်လိုလုပ်ကြမလဲကြံ့ကြစမ်းဆိုပြီးတော့ကြံတယ်လေသမီးကညာဆက်ပါမယ်လို့ပဲသဝန်စာလွှာပြန်ဖို့မဟာနာမင်းကြီးကဝါသဘခတ္တိယလို့ခေါ်တော့ကျုံမတယောက်ကိုငါသမီးလို့ပြောမယ်သူတို့ချင်းအတွင်းစကားထည့်ကြအဲ့ဒီဝါသဘခတ္တိယမြည်တော့ကျုံမကိုငါသမီးလို့ပြောဟိုကတမန်နေလာတဲ့အချိန်ခါမှာသမီးကညာလာတောင်းတဲ့အချိန်ခါမှာအဲ့ဒီကျုံမကိုတန်းစာဆင်ပြီးတော့ငါနဲ့ထမင်းအတူတူရှင်မရင်လို့ဆိုရင်ပွဲတော်တည်မယ်ပေါ့ခမရတို့လို့ဆိုထမင်းအတူတူစားမယ်ပေါ့တာကီဝမင်းမျိုးဆိုတာဘယ်တော့မှခိုင်းစေထားတဲ့ကျုံနဲ့ထမင်းအတူတူမစားဘူးဒါတော့ထိအောင်စီကန်းကြီးမာနာလည်းကြီးဟိုကလည်းတရားနာပိဋကရေးတာကီဝမင်းကညာဆက်ဖို့မင်းသမီးကညာဆက်ဖို့လွှတ်လိုက်တာကဟဲ့မောင်မင်းမြဟိုရောက်တော့ခါတာကီဝင်မင်းများနဲ့ပွဲတော်အတူတူတည်တဲ့သမီးကညာမယူခဲ့တာကီဝင်မင်းနဲ့ဆိုတာအမျိုးမှန်အမတန်တက်အမျိုးမှန်အမတန်အနွယ်မှန်အမတန်တက်တော့ကျုံမဖြစ်တော့ထိုးပြီးပေးခြင်းပေးလိုက်ပါသူလည်းထမင်းတူတူပွဲတော်အတူတူတည်မှဟုတ်ကဲ့လွတ်လိုက်ရောလွတ်လိုက်တော့ဟိုကလည်းတရားနာပိဋကတာကီဝင်မင်းများကိုတော်ဥတင်မလားပါဗျာတဲ့သမီးကညာဆက်သောနေရာမှာကောသလရှင်မရင်ကတိတိကြကြမှတ်ကြားလိုက်ပါလေဟဲ့ဘယ်လိုမှားလိုက်တော့ပွဲတော်အတူတူတည်မှခေါ်ခဲ့ရမလဲဟိုကလည်းတရားနာပိဋကစကားကြိတ်ထိုးပြီးသားကောင်းပြီဆိုပြီးတော့ဟောဒီသမီးကညာသည်ငါဤသမီးဖြစ်တယ်ဝါသဝခတ္တိယလက်ညှိုးထိုးပြဟိုတန်းသာဆင်ထားဝဲတော်အတူတူစားမယ်ဆိုပြီးဝင်းထဲရောက်အောင်စားမှာမဟုတ်ဘူးပရိယလောက်တာလည်းနားထောင်ကြည့်ဟုတ်သူတို့ချင်းချိတ်ထည့်ထားတယ်ငါနဲ့ဝါသဝခတ္တိယကြုံမနဲ့ပွဲတော်အတူတူတည်တဲ့အခါမှာသဝန်စာလွှာတစ်ခုဘယ်တိုင်းပြည်ကဘယ်သဝန်စာလွှာလာပါတယ်လို့လာဆက်အဲ့ဒီကြတော့မှပါဇက်ထဲငုံထားတဲ့ထမင်းလို့ထွေးပြမယ်လက်ထဲကကင်ထားတဲ့ထမင်းလို့ချပြမယ်လက်ဆေးတုပ်ပြီးတော့မှအဲ့ဒီချိန်ခါမှာငါသဝန်စာလွှာကိုဖတ်ဒီလိုဂျိတ်ထဲပြီးသားဆိုတော့ပွဲတော်အတူတူတဲနေကသဝန်စာလွှာဘယ်တိုင်းပြည်ကပါဆိုပြီးလာဆက်ပါဇက်ထဲကထမင်းလို့ထွေးပြလက်ထဲကင်ထားတဲ့ထမင်းလို့ပကံနဲ့ပြန်ချလက်ဆေးလက်တုပ်ပြီးသဝန်စာလွှာဖတ်ပြီးသေးတဲ့ချိန်ခါကြတော့မှအဲ့ဒါငါသမီးပဲလို့ဆိုပြီးတော့မဟာနာမင်းကြီးကနေပြီးတော့ပေးလိုက်ခေါ်သွားရောခေါ်သွားတော့တရားနာပိဋကကြီးမိဖုရားမြောက်တယ်ကောသလငန်းငန်းတက်တဲ့ဘဝတော့ကျုံမှမှန်းမသိဘာမှန်းမသိမြောက်လိုက်ဗျာရောမိဖုရားဒီလိုမိဖုရားမြောက်ပြီးတဲ့နောက်တရားနာပိဋကကြီးဟောသားလေးတယောက်ဖွားမြောက်တော့သွားသူ့ဘိုးတော်များထားသတင်းစကားမင်္ဂလာစကားတွေသွားပြီးတော့အကြောင်းကြားကြည့်ခဲ့အကြောင်းကြားတော့ဟိုကပြောလိုက်တဲ့ဝါသဘခတ္တိယမဟာနာမင်းကြီးရဲ့သမီးကောသလဘယံရဲ့မိပွေခေါင်ကြီးသည်သားယောက်ျားလေးဖွားမြောက်တယ်လို့သွားအကြောင်းကြားတော့ဟိုကပြောလိုက်ဝန်လပါလို့ဒီတိုင်းပြောလိုက်ဝန်လပါဆိုတာကောင်းသောအဆက်အနွယ်ဖြစ်ပြီလို့ဒီတိုင်းပြောလိုက်အဲ့ဒါတမန်ယောက်ျားကနားလေးနားထိုင်းနေတဲ့လူဆိုတော့ဝန်လပါမဟုတ်ဝိတတူဘလို့ဆိုပြီးတော့နားကြလွယ်ပြီးမှတ်သွားပါရောဝိပရူပမဟုတ်ဘူးနော်အဲ့ဒီဇတ်ထုတ်သေးချာလဲမှတ်ထားဝိတတူဘဓာတ်ရင်ကောင်းနှလုံးနောက်ကဘာကုန်းဘာကလည်း2မျိုးရှိဘာအကုန်းနဲ့ဘာအထက်ချိုင်ဟိုဘာကြတော့အထက်ကချိုင်နေလို့ဘာအထက်ချိုင်ဒီဘာကြတော့ကုန်းကုန်းကြီးနေလို့ဘာကုန်းနဲ့နော်အခေါ်ဝေါ်လေးတွေ
ကဲဝိတရူပလို့ဆိုပြီးတော့မှတ်သွားတော့အဲ့ဒီတိုင်းပဲရှင်ဘုရင်တော်ဦးတင်တော့ဝိတရူပနာမည်လေးပေးလိုက်ဒီလိုဝိတရူပလို့နာမည်လေးပေးပြီးတဲ့ချိန်ခါမှာတဖြည်းဖြည်းနဲ့ဝိတရူပမတ်တပြေးလေးပေါ့လေဒီလိုမတ်တပြေးမင်းသားချင်းကစားကြတပါးသောမင်းသားတွေကတော့ဘိုးတော်ထန်းကဘွားတော်ထန်းကအမလေးကစားစရာလေးတွေဝတ်စားတွေလည်းဆောင်းပနာတွေပေးသူ့ကြဘယ်သူမှပေးမဲ့လို့မရှိမိခင်ဖြစ်သောဝါသဘခတ္တိယကိုမေးမိခင်တပါးသောမင်းသားတွေမှာရွှေမျိုးဖြစ်သောဘိုးတော်ဘွားတော်များထံမှာလက်ဆောင်ပနာတွေပေးကြတယ်မိခင်ရွှေမျိုးမရှိလေရောသလားမိခင်ဒီတစ်ခေါင်းပေါက်ဖြစ်လေရောသလားလူကမွေးတာမှဟုတ်ပါရဲ့လားငါမြည်သည့်ရွှေမျိုးကမှလက်ဆောင်ပနာမပေးအဲ့ဒါလို့မေးလာပြောခဲ့ဘူးဘိုးကလှက်ပတ်ပြီးပရိယေနဲ့ပဲသားကိုတစ်သိမ့်နဲ့16နှစ်အရွယ်တဖြည်းဖြည်းကြီးရင်လာတဲ့အချိန်ကြတော့တရားနာပြိတ္တကြီးမိခင်နဲ့ငါဤဘိုးတော်များသည်ဘယ်မှနေသလဲဘိုးတော်များထံသွားခြင်းနဲ့တာရဲ့မင်းသွားလို့ဘာအကြောင်းထူးမှလဲအကြောင်းမှမထူးပဲနဲ့ရွှေနာတော်ပျော်ပျော်ကြီးနေပါတော့ငါသားကြီးမသွားခြင်းမှလဲမဟုတ်ဘူးလဲပတ်သွားခြင်းရှိကလားရွှေမျိုးရှိကလားဘိုးဘွားရှိတာဘောသားရဲ့ဘယ်မှလဲကပ်ပြီလို့တိုင်းပြီမှာသွားမယ်သွားမယ်ဆိုပြီးဇွတ်ပြောတော့လေသားလေးအပေါ်တနာရာကတကြောင်နဲ့မငင်းတာသူ့ကိုယ်သူတော့ကြုံမလို့သိထားသကိုပိဋကအဲ့ဒါမိဘရခေါင်ကြီးကသဝန်ဆလွာအရင်ပုတ်အိုးတာကြီးဝင်မင်းအပေါင်းတို့ငါဣသားတော်ဖြစ်တော်ဝိတရူပသည်တေးလာလိုက်မယ်ဘယ်လိုအကြောင်းချင်ရမျိုးမှငါဤသားသည်ကျွန်မသားလို့သူသိသွားအောင်အရေးအယောင်ကိုမျှမပြကြပါလေနဲ့ဝါသဘခတ္တိယမိဘရခေါင်ကြီးဘုရားမှာဆုံးရှုံးမှလည်းကြောက်ကျွန်မကြီးဆိုရင်အတော်ခက်သွားမှာပေါ့အဲ့ဒီလိုမိဘရခေါင်ယာရုမှမကြခြင်းတော့အဲ့ဒီတိုင်းအရင်စာကြိုရေးသွားပြီးဝိတရူပလာမယ်ဆိုတဲ့သတင်းကြားကြတဲ့ကကြိုရေးသွားပြီးဝိတရူပလာမယ်ဆိုတဲ့သတင်းကြားကြတဲ့ကမဟာနာမင်းကြီးနဲ့တကွတာကြီးဝင်မင်းများဝိတရူပအောင်ငယ်တဲ့ကလေးတွေကိုအကမဲ့တာကြီးဝင်မင်းမျိုးများကကြုံမသားကိုရှင်မခိုးရဘူးဒီမှန်ငိုးပြိဿသူ့တဲ့ငယ်သားတွေအဝေးလွတ်ထားတော့ဝိတရူပရောက်သွားရောဝိတရူပရောက်သွားတော့တရားနာပြိဿဒါကမင်းဖို့ဒါကမင်းဖွားမဲဒါကမင်းဦးကြီးတော်အစရှိသဖြင့်သူကကြီးရှ िख ိုးရတယ်သူရှ िख ိုးမဲ့လို့တယောက်မှမရှိဘယ်နဲ့တော့တာကြီးဝင်မင်းမျိုးတွေမှာငါရှ िख ိုးမဲ့လို့မရှိကြတော့ဘူးလားဩဝိတရူပမင်းသားလေးတင့်အောင်ငယ်သောညီကလေးများသည်အဝေးသို့ခရီးလွန်နေကြသဖြင့်ရှစ်မခိုးခြင်းပါတင်ကြီးလေးတွေရှိရင်ရှ िख ိုးကြမှာပေါ့အဲ့ဒါလို့ပရိယနဲ့ပြောလိုက်တော့ပျော်သလောက်2ရက်3ရက်နေပြီးဝိတရူပပြန်ရောဆိုပါစို့ဝိတရူပပြန်တဲ့အချိန်ခါမှာတရားနာပြိတ္တာဝိတရူပထိုင်သွားတော့ပြင်ချက်ကိုနို့ရည်တွေနဲ့ဆေးကျွန်မသားထိုင်တဲ့နေရာဟဲ့ကျွန်မသားဝိတရူပထိုင်တဲ့နေရာဟဲ့လို့အဲ့ဒါလို့အော်ဆဲပြီးတော့ရေဆေးတော့ဝိတရူပနောက်ကလက်နဲ့မိတ်လို့ပြန်ယူတဲ့စစ်သားတယောက်ကကြားရောမျိုးကြည့်စမ်းငါတို့ဘုရင်သားကိုကျွန်မသားလို့ဆဲတွေ့ကြသေးတာပေါ့ဒီလိုနဲ့တရားနာပရိသတ်ရေဝိတရူပပြန်ပြီးတော့အဲ့ဒီအကြောင်းတွေပြောဝိတရူပလည်းဒေါသဖြစ်လွန်းလို့ပေါ့လေကြည်စမ်းတာဂီဝင်မင်းမျိုးတွေကငါဘရင်သားကိုကျွန်မသားလို့ပြောရှိကြစေအောင်တော့ပြောကြစေအောင်တော့ငါတိုက်ပြီးအုပ်ချုပ်ဘရင်လောက်ရသောခါမှဒင်းတို့တာဂီဝင်မင်းမျိုးတွေကိုငါအကုန်သတ်မယ်ဖွဲ့သွားပြီးရညို့
တန်ကျုပ်ဖွဲ့သွားပြီအဲ့ဒီကိစ္စပရိသတ်ကောသလရှင်မယင်နဲ့တတော်ဥတင်လိုက်ရောအတော်ဆိုးတဲ့တာကီဝင်မင်းမျိုးကြည်စမ်းကျွန်မကိုတာကီဝင်အမျိုးသမီးဆိုပြီးငါဆက်ကြတယ်တာကီဝင်မင်းမျိုးမဟုတ်တဲ့ကျွန်မဖြစ်သောဝါရဝခတ္တိယအမိဖုရားကြီးအရာမှချာငယ်ငယ်ကလေးတွေကငါချစ်မြတ်နိုးလို့စစ်သေနာပတိအရာမှာပေးထားသောဝိတ္တရူပကိုလည်းထိုရာရုမှချာကျွန်းအဖြစ်နဲ့သာနေကြသည်ကျွန်းရောက်ဆောင်ကိုပေးလိုက်ကြဒီတိုင်းထားပါရောဗျာသောဗျာတဲ့တာကီဝင်မင်းမျိုးများဟာဘုရားတပည့်တော်ရဲ့အပေါ်မှာဒီကဲ့သို့ကျွန်းမကိုတာကီဝင်သမီးကညာဆိုပြီးတော့ဆက်ပါဗျာတို့ဖြစ်သည်တို့ဘုရားတပည့်တော်သည်ဝါရဝခတ္တိယနဲ့သူ့သားဖြစ်သောဝိတ္တရူပကိုကျွန်းအရာမှာထားပြီးတော့ကျွန်းရောင်ဆောင်တဲ့သာအခုထားတယ်မိဖုရားခေါင်းကြီးယာရုနဲ့စစ်သေနာပတိယာရုနှုတ်လိုက်ပါဗျာမြတ်စွာဘုရားကပြန်ဟောတယ်တကားတော့တဲ့ဝိတ္တရူပသည်ကျွန်းမသားပင်ဖြစ်ပေမဲ့လို့သင်နဲ့ရသောမျိုးစေ့ရှင်ဘရင်သားလို့အများတိုင်းသူပြည်သားများလူသားများသိကြတယ်တို့ဖြစ်ပြီးအတွက်တကားတော့တဲ့အမိရဲ့အမျိုးဆိုတာအရာမရောက်ပါဘူးဖခင်ရဲ့အမျိုးသားလျင်ဗราဏဖြစ်တယ်သင်ဒီတိုင်းပြည်အုပ်ချုပ်တော်ဘုရင်သင်ယူသောမိမသည်ကျွန်းမပင်ဖြစ်လင်ကစားမိဖုရားခေါင်ဟာမိဖုရားခေါင်ပဲပေါ့သင်နဲ့ရသောသားကလည်းကျွန်းမသားပင်ဖြစ်တော်လေသင်ရဲ့သားဖြစ်ခြင်းကြောင့်သင်ဟာဘယင်ဖြစ်လို့ဘယင်သားပဲပေါ့ဝိတ္တရူပဖခင်ရဲ့အမျိုးသားဗราဏဖြစ်တယ်လို့ဘုရားကိုယ်တော်မြတ်ဟောကြားတော်မူလိုက်တော့မိဖုရားခေါင်ကြီးအရာပြန်ထားစစ်သေနာပတိအရာပြန်ထားဒီလိုထားလိုက်တဲ့ကိုပြိဿဒီလိုထားပြီးတဲ့နောက်ကျွတ်တို့ကောသလကတော့သေပြီးသားဆိုတော့သူ့ဇတ်ကြောင့်ပြန်မပြောပါရစေနဲ့တော့သေချိန်တန်ကသေကြရဆိုတဲ့မနေ့ကဇက်လန်းထဲမှာတရားနာပြိဿရေဗန္ဓုလစစ်သူကြီးတဲ့သား32ယောက်ကိုတတ်ခဲ့တဲ့ကိစ္စကြောင့်ကောသလရှင်ဘုရင်အားဗန္ဓုလစစ်သူကြီးရဲ့တူတော်ဖြစ်သောဒီကကာရယနာကနေပြီးတော့ဟောမင်းမြောက်တဲ့စာ၅ပါးကိုဝိတ္တရူပဆင်းကောသလရှင်မင်းကိုအန်တုလာတော့ကောသလရှင်မင်းထွက်ပြေးပြီးတော့ရာဇဂိုမြို့အပြင်ဘက်လမ်းနဝေကဇရပ်ပေါ်မှာနတ်ရွာဆံကန်တော်ကုန်ပြီးပါပြီမှန်လားပြိဿကြီးဒီလိုနဲ့တရားနာပြိဿကြီးဝိတ္တရူပရှင်မင်းဖြစ်ဝိတ္တရူပရှင်မင်းဖြစ်ပြီးတဲ့ချိန်ခါမှာတွေ့ကြသေးတာပေါ့ကွာငါကိုကျွန်းမသားလို့ဆိုတဲ့တာကီဝင်မင်းမျိုးတွေဟေးတာကီဝင်တစ်မျိုးလုံးပြုတ်ရမှာကွာတစ်မျိုးလုံးပြုတ်ရမယ်ဆိုပြီးတရားနာပြိဿကြီးရန်ညှိုးထားပြီးလာခဲ့တဲ့ဝိတ္တရူပသည်ရှင်မင်းဖြစ်သောခါဟောစစ်တပ်နဲ့ထွက်တာကီဝင်မင်းမျိုးတွေတတ်ဘုရားကိုရောမြတ်ကြီးမြင်တော်မူတယ်ရွှေရန်တော်နဲ့ဆင်ញံလို့မြင်တော်မူသောခါဘုရားကိုယ်တော်မြတ်သည်ဝိတ္တရူပသွားမဲ့လမ်းအရိပ်ကောင်းတဲ့တစ်ပင်ကြီးရှိတစ်ပင်ရိပ်မှာဘုရားသတင်းမသုံးနေဘူးခေါင်ခေါင်ကြီးတရားနာပိကထွက်ပြီးလွန်ဒီကောင်မှာသတင်းသုံးဝိတ္တရူပဟာဘုရားပါလားဘုရားသွားပြီးတော့ချစ်ဘူးမြတ်စွာဘုရားတဲ့တစ်ပင်အရေးစီအမတန်အေးမြပါလျက်ကနေဟိုတစ်ပင်ကြီးအရေးတော်သတင်းသုံးတော်မမူပါပဲနဲ့ဘယ်နာကြောင့်နေဘူးခေါင်ခေါင်လွင်လေးကောင်မှသတင်းသုံးတော်မူပါလဲဘုရားကဘာအမိတ်ရှိလို့ဟဲ့တကားတော်ဝိတ္တရူပါတဲ့တစ်ပင်အရေးထဲဆွေမျိုးအရေးကအေးတဲ့တကားတော်ဘုရားအမိတ်ရှိပုံလေးအဲ့ဒီလိုတစ်ပင်ရိတ်တဲ့ဆွေမျိုးရိတ်ကအေးတယ်ဆိုတာမိန့်တော်မူတော့သူ့ရဲ့တာကီဝင်မင်းမျိုးတွေဘုရားကသူ့ရွှေမျိုးတွေတတ်မှာစိုးလို့လာတားတော်မူတာဘုရားရှိလျက်ကနေငါတတ်လို့မသိလျော်ပါဘူးလေပြန်သွားတယ်
နောက်တစ်ဖန်ထွက်ပြန်တယ်ဒီလိုပဲဘုရားကိုတော်မြတ်စောင့်ဝိတရူပပြန်သွားသုံးချိန်တိုင်တိုင်ဘုရားကိုတော်မြတ်လမ်းကဆီးဆီးပြီးတော့တရင်သုံးဘုရားတွေ့လို့ပြန်သွားနောက်တစ်ချိန်ကြတော့တရားနာပိဋကကြီးဘုရားကိုတော်မြတ်တားတော့မမူတော့ပြီမတားဆိုသာဂီဝင်မင်းမျိုးများရဲ့ရှေးကအကြောင်းတွေကြည့်လိုက်တော့မြစ်ချောင်းတစ်ခုထဲမှာငါးတွေကိုအစိတ်ခတ်ပြီးတော့အစိတ်တွေချောင်းနဲ့ပြစ်ချခဲ့တယ်အပြစ်ကြောင့်သာဂီဝင်မင်းမျိုးတွေငါဖယားတားတော့လည်းမရတော့ပါလားမြင်တော်မူတယ်ငါဖယားကြွပေးမယ်လို့တားမရတော့တာမို့ဖယားမကြွတော့မကြွတော့ဝိတရူပစစ်တတ်နဲ့ရောက်တော့သာဂီဝင်မင်းမျိုးတွေကိုကပ်ပြီးလို့တိုင်းပြေသူ့စစ်တတ်နဲ့လှဲဝိုင်းပြီးတော့ဟေးတတ်ကြငါရဲ့အဖေကြီးဖြစ်တဲ့မဟာနာမင်းကြီးနဲ့တကွာငါအဖေကြီးအပါမှရှိတဲ့သာဂီဝင်မင်းမျိုးတွေသာခြံလှက်ကြဒီလိုကိုပြိတ္တရဲ့ဒီလိုခြံလက်ကြဆိုပြီးသာဂီဝင်မင်းမျိုးတွေအကုန်လုံးတတ်တာဟေတာဝိုင်းမပြေစီနဲ့တဟဆိုပြီးတော့တအားအော်ပြီးတတ်လိုက်တော့ဒီမဲ့ပြိတ္တနိုးစုကလေးတောင်ခြံမှုတယ်အဲ့ဒီမဟာနာမင်းကြီးနဲ့တကွကြမ်းနေတဲ့သာဂီဝင်မင်းမျိုးတွေကိုသူရွှေနန်းတော်ခေါ်သွားရွှေနန်းတော်ခေါ်သွားတယ်ပြိဿတချို့လဲထွက်ပြေးလို့လွတ်ကုန်တာပေါ့လေလွတ်တဲ့သာဂီဝင်မင်းမျိုးတွေကဘယ်ရောက်ကုန်လို့ဆိုတော့တရားနာပြိဿဘုရားပွင့်တာမြစ္စည်းမဒေသအနောက်နိုင်ငံသာပတိထွက်ပြေးလာလိုက်ကြတာဗမာပြည်ရောက်သာသနာအညာဆံကိုဗျဘုရားပွင့်တာမြစ္စည်းမဒေသပွင့်မိမယ်လို့ဝိတရူပရဲ့ကုသိုလ်ကြောင့်ရံဘေးကြောင့်လို့ဆိုပါစို့ဒီဗမာပြည်ရောက်လာပြီးတော့ခုသာသနာကဒီမှာအညာလားဆန်းနေထင်တယ်ပြောရတာနော်ဟုတ်လားဟုတ်တယ်နဲ့တူပါရဲ့ပြည်သားကြီးဟုတ်တယ်မဟုတ်လားညတို့ဗာမျိုးတွေတို့ကိုသလမင်းကြီးကဘုရားနဲ့ရွှေပြိုးတော်ခြင်းနဲ့ခင်ဗျားတို့မတော်ခြင်းဘူးလားတော်ခြင်းခင်ဗျားတို့ဗာမျိုးတွေတို့ခင်ဗျာကြည့်ရှုလို့ကြအောင်နော်သာဂီဝင်မျိုးတွေပါဖယားပြေးတာခင်ဗျားတို့ဗာမျိုးတွေသာဂီဝင်မင်းမျိုးတွေဖယားသားသမီးတွေမဟုတ်လို့ဒီတရားဝဲကြီးလာနာနေကြတာဗောမှန်လားပြေးတာကြီးကဲတရားနာပိဋကရေသာဂီဝင်မင်းမျိုးတွေမဟာနာမင်းကြီးခေါ်သွားမဟာနာမင်းကြီးကလေတရားနာပိဋကဟိုကြငါလည်းသတ်ပါပဲအဲဒင်းတတ်တော့ငါမခံဘူးနေလို့ဘူးကျွမ်းမသားနဲ့အတူတူငါရေချိုးခြင်းနဲ့ဒီချိုးခြင်းနဲ့ဆိုတော့ချိုးပါတဲ့မဟာနာမင်းကြီးတရားနာပိဋကရေချိုးခြင်းလို့မဟုတ်ဘူးငါကူငါစီရင်မဲ့တဲ့ကျွမ်းမသားနဲ့နေလို့မဖြစ်ဘူးတဲ့ဆံမင်းကိုအဖျားကထုံးဒီကဆံမင်းဘဲကထုံးဆံမင်းကိုအဖျားကထုံးဆံမင်းအဖျားကထုံးပြီးတော့တရားနာပြီးတော့အဲ့ဒီထဲချီမနဲ့ရောချီညှပ်ပြီးတော့ဟောဒီတဲ့ဂျုံပစ်ချတော့တာဂီဝင်မင်းမျိုးနော်ဝန်တာနုရခိတနော်ဟဲ့မင်းသမခံမှုမင်းနဲ့မနေဘူးဆိုရေတဲ့ဂျုံပြစ်ချတာသူ့ကိုယ်သူစီရင်တာနဂါးတွေနေမဖြစ်ဘူးပူပြင်းသောချင်းညာပြလို့ဖောင်ဖွဲ့ခံရမလေးနဂါးပြေခေါ်သွားတာဗျနဂါးပြေမှလေးမဟာနာမင်းကြီးကလူပြေကတရားနာပိဋကဟိုတာဂီဝင်မိဖုရားတွေနဲ့တည်းမကဘူးဗျနဂါးပြေသွားပြီသူက12နှစ်တောင်စံလိုက်သေးဗျကျန်ကနေတော့မပါဘူး12နှစ်ပါတာဟိုနဂါးပြေသွားမှတော့နဂမတွေနဲ့လည်းဘယင်နေမှာမဟုတ်ဘူးလို့မှန်ပြောရတာပေါ့ဗျာအမှန်ကြီးရတာကိုမှန်လားပြိဿကြီးကာမတတ္တဝါဆိုတာတော့ခဲရင်သားကဲရှိစေတော့အဲ့ဒီကိစ္စဒီလိုနဲ့ဝိတရူပတော့သူ့အဖေကြီးရှောက်ရှာလိုက်တာတွေ့ဘူးတော်ကြလာနုနုအမလေးသင်္ကနေလာနုနုနဲ့မျောပေမဲ့လို့ပေါ်မလားပေါ်လာရလားပြိဿ
ပေါ်လာတော့တရားနာပရိသတ်ကြီးရွှေနန်းတော်မရောက်ခင်ပေါ့လေတရားနာပရိသတ်ဝိတရူပနောက်တရားနာပရိသတ်တူတူပြောကြပါစို့တူတူပေါ့နော်နည်းနည်းလေးစေစင်ငါလေးလေးဖြစ်သွားပါပြီဇက်ွက်ဇက်လန်းနဲ့အရေးလေးအပတ်စီသွားပါပြီပရိသတ်အဲ့ဒီဝိတရူပသည်ကျွတ်တို့တစ်ခက်တဲ့နာထိုးပြီးတော့နားကြနားရင်ကနေပြီးတော့တချို့စစ်သားတွေကဝိတရူပရဲ့စစ်သားတွေကကုန်းမော်တက်အိတ်တချို့စစ်သားတွေကသဲတောင်မြေမော်အိတ်သဲတောင်မြေမော်ပေါ့လေအေးဆေးဆေးဆင်းကြနောက်တော့ဝိတရူပရဲ့စစ်သားတွေထဲမှာလည်းပဲတရားနာပိဋကနောက်ဘဝကအကုသိုလ်ကံဖီစည်းလာတဲ့စစ်သားတွေကြတော့သဲတောင်မြေမော်အိတ်ကောင်းတယ်ဆိုပြီးတော့မနိုးဘူးဝိတရူပနဲ့အတူတကွနောက်ဘဝကကုသိုလ်ကံအဟုန်ပါပြီးအကုသိုလ်ကံမရှိတဲ့စစ်သားတွေကြတော့ခြားပြီးထိုးတာလိုလိုပွက်စိတ်ကြီးကြိုက်တာလိုလိုအဟိုကောင်းဒီကောင်းနေတက်တာလိုလိုနဲ့မဖြစ်ဘူးယူရွာတာနဲ့အိတ်မရတော့ကုန်းမော်ပြန်တက်ကြကုန်းမော်စအိတ်တဲ့စစ်သားတွေနဲ့အဲ့ဒီတရားနာပိဋကဝိတရူပနဲ့အတူတကွအိတ်တဲ့နေရာမှာပိုးရွာချပုံထိုးတယ်ကြိုက်တယ်ဆိုပြီးတော့ကုန်းမော်ပြန်တက်တဲ့စစ်သားတွေနဲ့စစ်သားဟိုချောင်းထဲမှာတချို့ပေါ့လေတောင်မြင်ပေါ့တချို့ကုန်းမော်မှာပေါ့လေအဲ့ဒီချိန်ခါနာပိဋကကြီးမိုးကြီးလေကြီးပြီးထန်စွာရွာလို့ဟောဓာတ်ရောအမှတ်ရောမျောပြီးတော့လာတယ်မိုးရေကြီးထဲမှာဝိတရူပနဲ့တကွတောင်ပြင်အိတ်နေတဲ့စစ်သားတွေအကုန်လုံးသေးချိန်တန်လို့သေကြရပြန်ပါရောဗျာသေလိုက်ကြတာနော်ကျုပ်ကလမ်းနေသေကြပြီဒါကြောင့်ခမည်းတော်ကျွတ်တော်မနေခင်ကာလတဏီနီတဖုံဖုံဘယ်လိုနည်းနဲ့သေရမယ်ဆိုတာကတော့မြေကြီးလက်ခတ်လို့မလွဲကြပြီလွဲရလားပြိဿအဲ့ဒီမသေးခင်ကာလမှာယခုလိုတရားပွဲကြီးတရားနာခြင်းနဲ့စေတနာလေးတွေလှူဒန်းတဲ့စေတနာလေးတွေကိုအပင်မခံပြီးတော့အညောင်းခံပြီးတော့ဟောဘုရားကုတော်မြတ်လက်ထက်တော်ကသာဝတိရာဇယိုးစတဲ့မြို့သူမြို့သားတွေသည်နေ့ပိုင်းလောကီစီးပွားရှာပြီးတော့ညပိုင်းလောကုတ္တရာစီးပွားရှာကြတယ်ဘုရားကျောင်းတော်သွားပြီးတော့တဏီကုံစီးပွားရှာလို့ပန်းလာသမျှတရားဓမ္မနာပြီးတော့လောကုတ္တရာစီးပွားရှာရင်အပန်းဖြေကြသည်။အော်ရန်ကုန်မြို့သူမြို့သားတွေကဘုရားလက်ထက်ကသာဝတိရာဇယိုးစတဲ့မြို့သူမြို့သားတွေကဲ့သို့ပဲဟဲ့လို့နေ့လည်းပိုင်းကြည့်လိုက်တော့လဲမြို့ထဲသွားလိုက်ကြတာကားနဲ့တစ်မျိုးမြင်းနဲ့တစ်မျိုးစပိန်နဲ့တစ်မျိုးအမျိုးမျိုးသွားလာပြီးတော့လှုပ်လုံရွာစောင်းနေရအတွက်ပင်မခံပြီးတော့ယခုညကြပြန်တော့လဲပရိသတ်ကြီးမျက်စီတဆုံးကြက်ပြန်မကြဒါလောက်စီကားစွာလာပြီးတော့တရားနာကြသဖြင့်ဖယားလက်ထက်ကမြို့သူမြို့သားတွေကျွတ်တူမှန်းပြီးတော့ကြည်မိပါတယ်ဗျာမှန်ရလားပရိသတ်ကြီးဒါကြောင့်သေချိန်တန်သေကြရမယ်ဘဝမို့ကြည်ဝိတရူပတို့သေရောသေတော့မြတ်စွာဘုရားကိုတော်မြတ်ကြီးရှောက်ထားတယ်တန်ဃာတော်တွေကတာဂီဝင်မျိုးတွေသေရတဲ့အကြောင်းခြေသားတို့နောက်ဘဝက6ထဲမှာအစိတ်ခတ်ခဲ့ကြလို့အဲ့ဒီရှေးကမကောင်းတဲ့ကံကြောင့်သူတို့သေကြသည်ဝိတရူပတို့သေတာရောဘုရားခြေသားတို့မကောင်းတဲ့အကုသိုလ်အမှုပြုတဲ့ပုဂ္ဂိုလ်များသည်ဝိတရူပတို့လိုသေကြရမှာပဲလို့သူတို့ရှေးအတိတ်တော်ဘုရားကုတော်များထဲမဟောပေမဲ့လို့ပြစ္ဆုတ်ပန်နဲ့ရှင်းနေပါပြီဧတဘယ်ရင်ရှင်းနေတော့အာဂီဝင်မင်းမျိုးတွေဟိုဘက်သူတို့ကသတ်လာဒီဘက်ကြရေမျောကုန်ရောမှန်လားပြိဿကြီးဒါကြောင့်တရားနာပြိဿကြီးဖယားကုတော်မြတ်ကြီးနဲ့မှရွှေမျိုးတော်ခြင်းနဲ့ကွန်တလကျုံမရပြီးတော့ကျုံမကရတဲ့သာမင်းဖြစ်လို့သူကတော့လမ်းမှသေးရပါသည်ဘယ်မှသေးရအားရနော်ကွန်တလသေးသေးအားရမဟုတ်ဘူးမိဖုရားကြီးကမိမ့်မလိမ္မာကြီးဗျမိဖုရားကြီးကသူ့လိန်လဲအဟုတ်မှတ်တာမြင်ဦးလားနည်းနည်းလေးပြောရအောင်တရားနာပိသမန္လိကမိဖုရားကြီးကလေဟိုသူ့နောက်ကခွေးရီလေးတကောင်လိုက်နေတာရှိတယ်အဲ့ဒီခွေးရီလေးတကောင်လိုက်နေတော့မန္လိကမိဖုရားကြီးကရေချိုးကန်းနဲ့ဝင်ပြီးတော့ခြေတော့ကိုကုန်းပြီးတော့ရေကလေးနဲ့လက်နဲ့ပက်ပြီးတော့ဆေးအဲ့ဒီလိုဆေးနေကခွေးရီလေးကနောက်ကမသူတော်တို့ရဲ့အကျင့်နဲ့မိဖုရားကြီးကျင့်တယ်ဗျအဲ့ဒါမိဖုရားကြီးตายရတယ်ตายရတာကိုကောသလဘုရင်ကြီးကလေသာတကားဖွင့်ကြည့်တော့မြင်ရော
မြင်တော့ဟင်ကြည်စားတိုက်ပြီးအုပ်ချုပ်တယ်ဘယင်ရဲ့မိမလောက်ရပါလျက်ကနဲ့မိပရခေါင်ကြီးဘဝအာရတင်းတိမ်ခြင်းမရှိဘဲနဲ့ခွေးနဲ့ပြော်ပါတယ်ဟဲ့မိမယုံကောသလာကြီးကသူမိမခွေးနဲ့ပြော်မရမလားလို့မိမယုံလို့ခေါ်လိုက်တော့အသိမင်းကြီးငါပဲနဲ့တော့မိမယုံခေါ်တာတင်မိမယုံတိုင်းပြည်အုပ်ချုပ်တဲ့ဘယင်ရဲ့မိပရခေါင်ကြီးလို့ဘာမှလိုလေသေးမရှိဘဲနဲ့တင်ခွေးနဲ့ပြော်ပါတယ်ငါဒီလိုမဆူဆွဲနဲ့နော်ဒီရေချိုးကတယောက်သေးဝင်ရင်ကိုနှစ်ယောက်ထင်ရတာနော်နှစ်ယောက်ထင်ရတာနော်ဘာဟုတ်ရငါကိုယ်တိုင်မြင်တာကဲမယုံရင်တင်မင်းကြီးဝင်ကြည့်အားလိုက်တဲ့ကိုသလားဘာပြောကောင်းမလဲရေချိုးကနဲ့သူ့ဆင်းဝင်မိဘခေါင်ကြီးကရွှေနှန်းတော်ဘုံကတက်ကြည့်ဟင်သူ့ယောက်ကြီးပြန်ထွက်လာတော့နေငါဘက်နဲ့သူ့ရုပ်ပြောတာတင်းဒီတိုင်းပြုတ်ချုပ်ဘရင်လုပ်ပြီးမိမများစွာနဲ့နေရပါလျက်ကနဲ့အခုစိတ်မနဲ့ပြောပါတယ်ငါဒီတိုင်းမပြောနဲ့တော့မိဘရခေါင်ကြီးမဟုတ်ဘူးအာမဟုတ်ရမှာတော့ငါကူတိုင်းမြင်တာမလျှောက်ပြောလိုက်တော့ကောသလကြီးဟာဒီရေချိုးကဟုတ်တကူတဲ့အမလေးတယောက်ထဲဝင်သားကိုနှစ်ယောက်ထင်ရတဲ့ရေချိုးကမ်းပါလားမိမကလိန်နာအဟုတ်ထင်ဒါကြောင့်ကောသလကြီးလူအလို့ပြောတာဖြစ်ကဲဆိုကြပါအောင်ဆိုအဲ့ဒီလိုလိန်ခဲ့တဲ့မိဘရခေါင်ကြီးကလည်းသေကံကြီးကလာကုသိုလ်ကောင်းမှုတွေအာယုံမပြုတ်နိုင်ရှာဘူးဘယ်အာယုံပြုတ်နိုင်မလို့မိသကောသလရှင်ဘရင်ရဲ့တရားနာပိဋကကြာကူလီဇတ်ထုတ်တော်မနေ့ဖြင့်ငါကြမှာတထုပ်ဆက်ဟောကြတာပေါ့တထုပ်ဆက်ဟောကြတာပေါ့နော်လင်ရှိမယားဆိုတဲ့ဇတ်လမ်းကိုကျုပ်နေ့ဖြင့်ငါဟောအဲ့ဒါလေကောသလပါဦးမှာကောသလကသေပြီးရင်ပြန်ရှင်ရင်တော့ကြရင်ပြန်သေရင်သေပြီးရင်ပြန်ရှင်ရင်နေမှာပဲနော်အဲ့ဒီဇတ်လမ်းအဆက်နေ့ဖြင့်ငါဟောကြပါဦးစို့လင်ရှိမယားပြည်သားရင်နေ့ဖြင့်ငါပါတော့နောက်ကထဲခြင်းထဲလိုက်ပေါ့သူပြစ်မှားလို့ဒေသဘသူပြစ်မှားတာကဲနေ့ဖြင့်ငါဇလန်းဒီနေ့ကင်မွန်းတက်ခဲ့မယ်လင်းရှိမရသူပြစ်မှားဆိုတဲ့ဇလန်းကိုကျုပ်ဟောအဲ့ဒီကဲဆိုတရားနာပရိသတ်ကြီးမိဘရခေါင်ကြီးသည်လေကောသလဘယင်အားအမျိုးမျိုးသောကိစ္စအဝဝအပေကြတာမကြတာအပထားလို့သူ့ကိုယ်ဘာမှမဖြစ်ရှာသေးပဲနဲ့ကောသလဘယင်အပေါ်မှာလိန်လီမှုကြောင့်ကုသိုလ်ကောင်းမှုတွေသတိမရနိုင်မဲနဲ့သေဂာနိကာလမန္လိကမိဖုရားကြီးလေဩငါမောင်ဖုရားကိုလိန်မိလေခြင်းမာတယ်မန္လိကာငါရဲ့လင်းသားဖြစ်တဲ့ကောသလကြီးသည်အမတန်ရိုးရှာတယ်သူရိုးပြီးရိုးလွန်းလွန်းအတော့ငါကသူ့ကိုလိန်ခဲ့မိတယ်မောင်ဖုရားကိုငါလိန်ခဲ့မိလေခြင်းဒီရေချိုးကနှစ်ယောက်ထင်ရတယ်လို့လိန်ခဲ့မိလေခြင်းလို့အဲ့ဒီတန်မြတ်ကုတ်ကုတ်စာလေးနဲ့သေသွားလိုက်တာဟောမန္လိကမိဖုရားကြီးအဝိစီကြပြီ9 ရက်ပြိဿဘယ်2ရက်တို့ဩလင်းကိုလိန်တဲ့မိမအဝိစီဘယ်2ရက်ကြာသဘောပေါက်တယ်နော်မေးရအောင်လင်းကိုလိန်တဲ့မိမအဝိစီဘယ်2ရက်ကြာ9 ရက်ကြာတယ်နော်သဘောပေါက်တော့ပါလင်းကိုလိန်တဲ့မိမအဝိစီဘယ်2ရက်ကြာ3 ချိန်ပြောရင်တော့သဘောပေါက်တော့ပါပြီကိုအိမ်ကြနဖူးပေါ်လက်တင်စဉ်းစားငါလင်းဘယ်နှခါလိန်ဘူးတော့ဒီထက်လင်းလိန်တဲ့မိမတွေများပါသလားအာတော့နာပါရဲ့ဘိုလ်လူကြီးတွေကလည်းဘဝင်မမြင့်နဲ့မလိန်အောင်လဲရှာကျွေးရှာသမျှအိတ်ထောင်တဲ့ထဲမိမတပြားမှလိန်ယုံမကဘူးခိုးမှာဗျဘာမှလို့ခင်ဗျားတို့ကလည်းမလိန်အောင်နေဒကမတွေကလည်းမလိန်နဲ့လင်းလိန်နဲ့မိမအဝိစီ9 ရက်ကြာကောသလကြီးကအမလေးသူ့မိဘရခေါင်ကြီးဘယ်ရောက်တုံးလို့ခင်ဗျားကိုတော်များသွားလျှောက်တယ်မိဘရခေါင်ကြီးဘယ်ရောက်တုံးဗျဟဲ့တကတော့တဲ့လက်မိဘခေါင်ကြီးအဝိစီကြနေတယ်လို့လက်ညှိုးထိုးပြလိုက်ရင်တဲ့
ကောသလကြီးပါဆက်ပြီးတော့ဖယားကိုးကွယ်ပြီးတော့တန်ခါဆုံးကတ်တဲ့ကုသိုလ်တွေဟာအဝိစီမှမတားနိုင်ဘူးအင်မတန်လိမ္မာတဲ့ဖယားကြည်ညိုတဲ့ငါဤမိဖုရားကြီးသည်အဝိစီကြတယ်ဆိုရင်သူပါကုသိုလ်ဒါနတွေဖြတ်ပြီးကောသလပါအဝိစီလိုက်မှာတနာလို့ဘုရားကမမေးပြအောင်တားတကူတော်နဲ့မိဘရခေါင်ကြီးပဲမှာရောက်နေသလဲဖယားလို့ဘယ်ဘဝရောက်နေသလဲဖယားလို့မမေးပြအောင်တကူတော်နဲ့သူ့တသက်မမေ့နိုင်တဲ့တရားစကားတွေဘုရားကလွှဲဟောလိုက်တော့မေ့ပြီးမမေးပြပဲပြန်သွား9ရက်ဘုရားကမေးခွင့်မပေးဘူး9ရက်လဲပြည့်ရောက်မိဘရခေါင်ကြီးကဟောနတ်ပြည်ရောက်အဝိစီကတက်ပြီးနတ်ပြည်ရောက်အဲ့ဒီကြတော့ကောသလကြီးရှောက်ချင်ရှောက်ပါစေတော့ဘုရားကအဲ့ဒါလို့ခွင့်ပေးလိုက်အဲ့ဒီလိုခွင့်လဲပေးလိုက်ရောမြတ်စွာဘုရားလျှောက်တယ်မလိကမိပြခေါင်ကြီးဘယ်ဘုံကရောက်တော့ဘုရားတကတော့တဲ့နတ်ပြည်မှာရှိလိမ့်တယ်။ဩမြတ်စွာဘုရားကိုတော်မြတ်ကြီးနဲ့တပည့်သားသံဃာတော်တွေလှူရတာဖြင့်တော်ဝေစွာဒါကြောင့်ဒါနသက်ကသသောဘာနာနတ်ပြည်ဆောင်နှံဖြစ်တဲ့ဆိုတာဟုတ်တဲ့အလှူအတန်းပြုတ်ခဲ့တဲ့ငါဤမိပြခေါင်ကြီးသည်နတ်ပြည်သို့ရောက်ရပါလားလို့ကိုသလကြီးကုသိုလ်ကောင်းမှုတွေမဖြစ်ဘူးတဲ့ကျို့ဒါကြောင့်9ရက်အဝိစီကြတာကိုဘုရားကိုတော်မြတ်မိတ်ရလားပြိဿဘုရားမူမမိတ်နာကျွတ်တို့ဘုန်းကြီးဥဇတိလာတို့ဆိုရင်တော့ခင်ဗျာမိမကြီးဟိုရောက်နေတော့နေချင်မနေမှာပြောချင်ပြောနေမှာမှန်ရလားပြိဿကြီးဒါကြောင့်တရားနာပြိဿကြီးမကောင်းတဲ့အလုပ်ဆိုတာမသိခင်လုပ်ပေးမယ်လို့သိရင်ပယ်ဖို့တော်ပါပြီကောင်းမလားပြိဿကြီးသိရင်ပယ်ဖို့မတော်ဘူးလားခင်ဗျားတို့ကျွတ်တို့ခန္ဓာကိုယ်ကြီးကဒီဘဝသေးဟိုဘဝသေးတန်တရားတစ်ခွင်မှာသေးလာလိုက်တက်စင်လွဲအောင်ဘဝတိုင်းသေးလာတဲ့ခင်းကောင်ဝါလူသေးစုကဘုရားတွေလွဲလာခဲ့တာဒါတောင်ခင်ဗျားတို့သတိရရဲ့လားဘုန်းကြီးဟောတော့ရမှာပေါ့အိမ်ပြန်ရောက်ပြောင်းရောပေါ့ပြောက်ဆရာကြီးကရှိတာကိုပြောက်ဆရာကြီးကဘာတွေတုံးဆိုတော့ဟွာဒီပေါ့ဟွာဆိုတာအညာဆုံးသုံးတာဟုတ်တယ်ကျွတ်တို့ကအညာလေးဟောဒီအောက်ပြေလာပြီးလက်သမားလုပ်တဲ့လူတယောက်မယငယ်ယူလာမယငယ်ယူပြီးဟိုဘက်ပြန်ရောက်တော့မယကြီးအပါသိမ့်မကဘူးအငယ်နယ်ကြီးတူမမတူပဲအငယ်ကြီးကကြီးကိုနေအောင်လူတွေကရကြီးနေကြုတ်ချိန်ပြောင်းမယငယ်နာကြီးကတော့မယကြီးမကျေနပ်ဘူးမကျေနပ်တော့အညာမကြီးကအညာဆုံးသုံးလိုက်သူတို့ချင်းတော့သိတာဘယ်လူသိသိချင်မှသိအညာဆုံးနဲ့မကျေနပ်လို့អော်လိုက်တယ်ဟေးအဟွာပြုတ်ရမယ်လူကဟွာမပြုတ်ရပဲနဲ့အခုတော့အဟွာမပြုတ်ရမယ်လူကကြီးကဟွာပြုတ်ဟေးလို့ဆိုတယ်အညာဆုံးသုံးတာဒါကြောင့်တရားနာပြေးတာကျုပ်ကလည်းအဟွာဆုံးသုံးနေတာပါကဲတရားနာပြေးတာမကောင်းတဲ့အလုပ်ကြီးစွန့်ဖို့တော်ပါလားပြေးတာတော်ပါတော့ဗျာမကောင်းမှန်းသိရင်တော့စွန့်ဖို့တော်ပါပြီနော်ဒီခန္ဓာကိုယ်ကြီးဟာလက်ဆက်သတ်တော့ချမ်းသာတာကနည်းနည်းပြီဒီခန္ဓာအတွက်နဲ့ပတ်သက်ပြီးတော့တနေ့မှမအားထိုင်းနေလို့မရအချိန်ရှိတဲ့၍ဟာဖြင့်အားလပ်ပါတယ်လို့မရှိရအောင်ဒုက္ခများနေတာဒီခန္ဓာကြောင့်ပါလားသဘောပေါက်မလားပြိဿသဘောပေါက်ရင်ဒီခန္ဓာကြီးယုံမှုကောင်းမလားမုန်းမှုကောင်းမလားဒါဖြင့်ဒီခန္ဓာကြီးယုံမှုမုန်းမှုကောင်းရင်ကိုယ်ခန္ဓာ၅ပါးတစ်ခုတွင်ကိုယ်တလောက်ဒုက္ခဖြစ်ရင်လင်းရမရရဲ့လူတွေတော့ခန္ဓာအပူတွေရောက်လာတော့ဒုက္ခတွေပိုမများဘူးလားပိုများရင်ကိုယ်ခန္ဓာဒုက္ခတော့ဇာတိစခဲ့လို့ရတာရှိပါသေးတော့ဟိုအပူကြီးတွေများဒုက္ခတွေမဖြစ်အောင်ပြစ်ချင်ဘူးလားပြိဿအမလေးရာကြအထိမခံပါလားပြစ်ဖို့တော်ပြီပြိဿခွာဖို့တော်ပြီမကောင်းမှန်းသိရင်ပေါ့မှန်လားပြိဿခန္ဓာ၅ပါးကိုတကယ်တမ်းကြည့်လိုက်တော့တရားနာပြိဿသေခြင်းနဲ့အဆုံးသတ်ရလို့သေခြင်းတန်ကသေကြရဆိုတဲ့ဇလန်းရဲ့အဆက်ဖယားနဲ့ရွှေမျိုးတော်ခြင်းနဲ့ကောသလတို့ရဲ့ဇလန်းဟာဒီကနေ့ဏိကုံခဘအပိတတ်ပြီးမှုသေခြင်းနဲ့အဆုံးသတ်တဲ့ခမည်းတော်တို့ခန္ဓာကိုယ်ကြီးကိုဒီကနေ့မခွာနိုင်တော့လဲမနေ့ဖြင်ကဓာတ်ရနည်းနည်းတွန်းလာအောင်အနောက်နှစ်တွန်းလာအောင်
阿这个你家里不必着，没搞呢，看那估计顺便钱在帮了啊，就算那样吧，这路这里别人那边地呢，你讲看嘛，比这样干出家，这个话龙马面的哒，像那个谁面吧子。阿龙我也领着卷了来了的，这样那边的鸡全那家吧子。阿龙我也领着卷了来了的，这样那边的鸡讲嘛家吧子。该一边不家吧子，阿达给黑标的面好的面这个，大伯们家为阿别对个来耶，七人年碰梦在对别地都没米都应该也差那走，你我单独地看别的边家为了。你我单独没答应不看上来没？你不要认为那个面子哟，其他的虽然利用比国谁那边强大作品，慢说慢的，变吧来着，变家是公那里。ဘုရားဘာသာဝင်သူတော်စင်တွေငယ်စဉ်တောင်ကြီးကလေးဘဝကနေစပြီးတော့ဣတိပိသောဘဂဝါအရဟံစတဲ့ဣတိပိသောဆိုတာကိုနှုတ်တဲ့မိဘများချပေးထားလို့ရရှိပြီးတော့နေကြတယ်ငယ်စဉ်ကရထားတဲ့ပါဠိကိုတချို့လည်းအဓိပ္ပာယ်သိကြတယ်တချို့လည်းအဓိပ္ပာယ်မသိဘူးသိသူနဲ့မသိသူလိုက်ရှင်ပြီးတော့ကြည့်မယ်ဆိုရင်မသိတဲ့လူကပိုများလောက်ဆရာရှိတယ်ငယ်ငယ်တော့ရထားတဲ့စာကိုရွတ်ယုံပဲရွတ်ပြီးတော့အသုံးချတဲ့အခါမှာအန္တရာယ်ကင်းအတွက်သာအသုံးချနေကြတာဣတိပိသောရွတ်ရင်ဘုန်းကြီးတို့ကိုယ်တိုင်လည်းငယ်ငယ်တော့ဣတိပိသောရွတ်ရင်တစေတရေပြေးတယ်ဆိုပြီးတော့ကြောက်တဲ့အခါတိုင်းရွတ်မိနေတတ်တယ်ပေါ့နော်ဒီလိုကြောက်လို့အကြောက်ပြေအောင်လုပ်တဲ့မန္တန်သဘောမျိုးလောက်ပဲလူတွေဟာနားလည်ပြီးတော့နေကြတာဒီဣတိပိသောဘဂဝါဆိုတဲ့ဒီစကားလုံးကစလာတဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေ9မျိုးတခါတခါလဲ10မျိုးလို့ခွဲခြားဖွင့်တာရှိတယ်ပေါ့အဓိကကတော့9မျိုးလို့ယူတာပို့ပြီးတော့အဆင်ပြေပါတယ်ဝိသုဒ္ဓိမဲ့မှာတော့9မျိုးတနည်း10မျိုးဆိုပြီးဖွင့်ထားတာရှိတယ်ပေါ့ဒါကတော့သင်လျော်တဲ့နည်းအနေနဲ့ဖွင့်ပြတာပါအဲ့တော့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေဆိုတာထို့သုတ်တံပါဠိတော်တွေထဲမှာလိုက်ကြည့်မယ်ဆိုလို့ရှိရင်ဣတိပိသောပါတဲ့သုတ်တံတွေဟာအတော်ကိုများလိမ့်မယ်လို့သေသေးချာချာသုတေသနလုပ်ကြည့်မယ်ဆိုလို့ရှိရင်ဆိုပါစို့အင်္ဂုတ္တရနိကေမှာသုတ်ပေါင်း9000လောက်ရှိတဲ့ထဲမှာအနည်းဆုံးသုတ်1000လောက်မှာတော့ဣတိပိသောဆိုတဲ့စကားလုံးပါတာဖြစ်မယ်ပေါ့ဒါတော့များများမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုဖော်ပြတိုင်းဒီဣတိပိသောဘဂဝါဆိုတဲ့စကားလုံးကပါတယ်မြတ်စွာဘုရားရဲ့အရည်အချင်းလို့ဆိုဒီမှာဖျားဖြစ်တယ်ဆိုတာလောကမှာဗုဒ္ဓနဲ့ပြောကြတယ်ဖျားဆိုလို့ရှိရင်ဒီအရည်ချင်းတွေရှိရမယ်လို့ဆိုလိုတာဒီအရည်ချင်းတွေရှိမှဖျားလို့ဆိုလိုတာကဖျားရဲ့အရည်ချင်းသတ်မှတ်ချက်လို့ပြောရမှာပဲလောကမှာလည်းပဲလူတွေရဲ့အရည်ချင်းသတ်မှတ်ချက်တွေရှိတယ်လေအဲ့ဒီသတ်မှတ်ချက်အရလူတွေရဲ့အရည်ချင်းကိုထုတ်ဖော်ပြောကြတာဖျားဆိုတဲ့ပုဂ္ဂိုလ်မှာဒီအရည်ချင်းတွေရှိရမယ်လို့ပြောတာမြတ်စွာဘုရားကငါဟာဒီခုံနေနဲ့ပြည့်စုံတယ်လို့ကြွားလုံးထုတ်တာမဟုတ်ဘူးတချို့ကအဲ့ဒါလို့ထင်တယ်မဟုတ်ဘူးဘုရားဆိုဒီမှာဘုရားကိုးကွယ်ကြပြီလောကမှာဘုဒ္ဓပါတော်တုံးလို့ဘုရားပွင့်ဖို့ဆိုတာဓမ္မခဲရင်နဲ့ဓမ္မခဲရင်နဲ့ဘုရားဆိုဒီမှာအခုလိုရည်ချင်းနေရှိရမယ်ဆိုတာသိရှိနားလည်ဖို့ဆိုလိုတာကနော်ဘုရားမှန်ရင်တကယ်ဘုရားဒီလိုအရေးချင်းတွေရှိဖို့လိုတယ်ဘုရားလို့ဆိုပြီးတော့အရေးချင်းမရှိဘဲနဲ့ဘုရားလှုပ်နေတဲ့ပုဂ္ဂိုလ်တွေကလည်းလောကမှာအများကြီးရှိတာအများကြီးရှိတယ်ဘာလို့အများကြီးရှိတော့ဆိုလောကမှာဘ
ရားမပွင့်ခင်ကဗုဒ္ဓကောလဟလဆိုတာကျွတ်တင်ပြီးတော့ပေါ်ပေါက်နေတယ်တော့ခုခေတ်မှာတော့ကောလဟလဆိုရင်မမှန်ကန်တဲ့သတင်းလို့ဒီလိုအဓိပ္ပာယ်ယူဆကြတယ်ပါဠိစာပေမှာကောလဟလဆိုတာမမှန်ကန်တဲ့သတင်းလို့အဓိပ္ပာယ်မရဘူးတခုခုဖြစ်ပေါ်လာတော့မယ်ဆိုလို့ရှိရင်ကျွတ်တင်ပြီးတော့သတင်းတွေဖြစ်ပေါ်နေတတ်တယ်ပေါ့အဲ့ဒီကျွတ်တင်ပြီးတော့ဟိုနာကပြောလိုက်ဒီနာကပြောလိုက်တဲ့ဒီစကားတွေဟာလူတွေကြားထဲမှာရောက်ရှိလာတဲ့စကားသံတွေကိုကောလဟလလို့ခေါ်တာဟောအလုံးကြားဦးကြလိမ့်မယ်ကောလဟလဆိုတာ၅မျိုးရှိတယ်ဖျားပွင့်တော့မယ်ဆိုလို့ရှိရင်လေဗုဒ္ဓကောလဟလလောကမှာဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်လူပုဂ္ဂိုလ်များပေါ်လိမ့်မယ်ဆိုတာလူလောကထဲမှာနှစ်ပေါင်းများစွာကြိုတင်ပြီးတော့အတန်တွေထွက်လာတယ်အတန်တွေထွက်လာတယ်နောက်တစ်ခုကစက္ကဝတ္တိကောလဟလစัจ java ရိမင်းပေါ်လိမ့်မယ်ဆိုလည်းပဲကောလဟလတွေထွက်လာတယ်နောက်မင်္ဂလာကောလဟလလောကမှာလူတွေကမင်္ဂလာရှိကြကြတယ်မြန်မာတွေဆိုလို့ရှိရင်မြန်မာတို့ရဲ့မင်္ဂလာပါဆိုတဲ့စကားနဲ့နှုတ်ဆက်ကြတယ်လူမင်္ဂလာဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်မင်္ဂလာဆိုတာဘယ်လိုမှမင်္ဂလာရှိနိုင်တယ်လဲဆိုတဲ့အတိအကျမင်္ဂလာရဲ့အဖြစ်ထုတ်ဖို့အတွက်အဲ့ဒါလည်းပဲမင်္ဂလာကောလဟလဆိုတာမင်္ဂလာကိုအမှန်ကန်ပြောနိုင်တဲ့ပုဂ္ဂိုလ်ပေါ်လိမ့်မယ်လို့ဒီလိုကောလဟလတွေဖြစ်တယ်ဟောနောက်တစ်ခုကျတော့ကပ္ပကောလဟလလို့ခေါ်တယ်ကဘာကြီးဘယ်တော့ပျက်စီးလိမ့်မယ်ကဘာကြီးတော့ပျက်စီးတော့မှာပဲမကြာခင်ကတောင်မှ2012ခုနှစ်မှာကဘာကြီးပြည့်မယ်ဆိုပြီးတော့ပေါ်လာလိုက်သေးတယ်လေအဲ့ဒီဟာမျိုးပေါ့ကျွတ်တင်ပြီးတော့ဒီလိုဟာတွေဖြစ်ပေါ်ပြီးတော့လာတတ်တယ်ပေါ့အဲ့ဒီဖြစ်ပေါ်လာတတ်တဲ့ဒီကောလဟလလို့ဆိုတဲ့ဟိုနာကကြားလိုက်ဒီနာကကြားလိုက်ဆိုတဲ့ဒီသတင်းတွေအဲ့တော့ဗုဒ္ဓကောလဟလဘုရားပွင့်လိုက်မယ်ဆိုတဲ့သတင်းဟာကျွတ်တင်ပြီးတော့ထွက်လာကျွတ်တင်ထွက်ရုံနဲ့မကဘူးဒီလူတွေသင်ကြားနေတဲ့ပြမနာတွေသင်ကြားကြတဲ့ဝေဒကျမ်းဂန်တွေထဲမှာလည်းပဲဘယ်လိုပုဂ္ဂိုလ်မျိုးဆိုတာဗုဒ္ဓဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးကိုခေါ်တယ်ဆိုတာကိုအင်္ဂယုတ်နဲ့ပတ်သက်ပြီးတော့သတ်မှတ်ထားတာတွေရှိတယ်ဝေဒကျမ်းတွေမှာအတိအကျသတ်မှတ်ထားတယ်ဘုရားဆိုတဲ့ပုဂ္ဂိုလ်ဟာဘုရားဖြစ်မဲ့ပုဂ္ဂိုလ်ဟာဘယ်လိုရုပ်လက္ခဏာမျိုးရှိတယ်ဆိုတာကိုလည်းဝေဒကျမ်းတွေကအတိအကျဆိုထားတယ်အဲ့ဒါတွေကလည်းကျွတ်တင်ပြီးတော့ပေါ်ပေါက်နေတာဥပမာမဲ့လူတွေရဲ့တဏ္ဍာမှာအမှတ်အသား32မျိုးမဟာပုရိသလက္ခဏာ32မျိုးအဲ့ဒီ32မျိုးလုံးပါတဲ့ပုဂ္ဂိုလ်ဟာဗုဒ္ဓဆိုတာကိုဝေဒကျမ်းတွေကဆိုထားတယ်ဒီ32မျိုးသောအမှတ်သားလက္ခဏာရှိလာပြီဆိုရင်ဒီပုဂ္ဂိုလ်ဟာဒွေယေဝဂတိယောတဲ့သူ့ရဲ့ဏိဂုံးဟာ2ခုပဲရှိတယ်သူ့ရဲ့ဖြစ်ပေါ်လာမဲ့အနာဂတ်ဟာ2ခုတည်းပဲရှိတယ်2ခုဆိုတာဘာလဲလို့ဆိုရင်လူဘဝမှာနေရင်စัจ java ရိမင်းဖြစ်မယ်အကယ်၍တောထွက်ပြီးလူလောကကိုစွန့်ခွာသွားမယ်ဆိုရင်တော့ဘုရားဖြစ်မယ်ဒီ2လမ်းပဲရှိတယ်ဆိုတဲ့ဟာဗေဒကျမ်းတွေကပြောတာဒါဗေဒကျမ်းတွေကပြောတာအဲ့ဒီဗေဒကျမ်းတွေကပြောထားသည့်အတွက်ကြောင့်ပြမနာတွေရဲ့အတိုင်းဝိုင်းမှာလည်းပဲဗုဒ္ဓဆိုတာကိုသူတို့ကဒီလိုရည်ချင်းနေရှိမှဗုဒ္ဓဆိုတာကိုသူတို့သိထားပြီးသားဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားပွင့်လာပြီးမပွင့်ခင်မှာငါဗုဒ္ဓနဲ့ဆိုပြီးတော့ဗုဒ္ဓအမိခံပုဂ္ဂိုလ်တွေဟာကောလဟလတန်အောင်လိုက်ပြီးတော့ပေါ်လာတာတွေအများကြီးပဲပုရဏကသမလည်းသူ့ကိုယ်သူဗုဒ္ဓလို့ကြေညာလိုက်တယ်သို့တော်လည်းဝေဒကျမ်းဂန်တွေနဲ့တိုက်ကြည့်တဲ့အခါမှာသူကကိုက်ညီမှုမရှိဘူးကိုက်ညီမှုမရှိဘူးသူ့ဘာသူပဲဗုဒ္ဓလို့နာမည်တတ်တယ်သို့တော်ဗေဒကျမ်းဂန်တွေကကိုက်ညီမှုမရှိသည့်အတွက်ကြောင့်သူ့ကိုအသိမှတ်မပြုဘူးတဲ့မက္ခလိကောသလလည်းငါဗုဒ္ဓဆိုပြီးတော့ဒဇင်ထောင်ပြီးတော့ပေါ်လာပြန်တယ်သူ့မှလည်းအတိုင်းဝိုင်းနေတော့ရှိတာပဲသူ့နောက်ကလူတွေကပဲဝိုင်းပြီးတော့လဲပြောကြတာပေါ့သင်္ဆေယဗိလထဗုဒ္ဓအဇိတကေသကမလပကုဒကိစ္ဆယနာနိဂန္ဓနာတဗုဒ္ဓလို့ဒီ6ဦးဟာနောက်လိုက်နောက်ပါတွေအလွန်များတယ်များတော့သူတို့ကလည်းဘသူလဲလို့ဆိုရင်ငါဗုဒ္ဓပဲဆိုသို့တော့ဗြဟ္မဏတွေကဝေဒကျမ်းတွေနဲ့တိုက်ဆိုင်ကြည့်တဲ့အခါမှာခုနကမဟာပုရိသလက္ခဏာတွေဆိုတာလည်းမတွေ့ရဘူးအရဟံစတဲ့အရည်အချင်းတွေနဲ့လည်းသူတို့မတွေ့ဘူးမပြည့်စုံဘူးဆိုတော့သူကမှဗုဒ္ဓဆိုတာကို
နှစ်ကယုံကြည်ကိုးကွယ်တာမရှိဘူးပေါ့သူယုံကြည်တဲ့ပုဂ္ဂိုလ်အချို့လောက်ကသာသူ့နောက်ကလိုက်ကြတယ်ပေါ့အဲ့တော့ဒီကောလာဟလနောက်မှာနောက်ဆုံးပေါ်လာတဲ့ပုဂ္ဂိုလ်ကဘယ်သူလဲလို့ဆိုရင်ဂေါတမဗုဒ္ဓပဲဂေါတမဗုဒ္ဓကြတော့ဗြဟ္မဏတွေကငကောလက်မခံမှုသူတို့လဲဒီလေမြတ်စွာဘုရားစီမှာဒီထိတ်တန်းဗြဟ္မဏကြီးတွေပတိတတိကောသလမင်းကြီးကမျိုးစားအဖြစ်ပေးထားတယ်ပညာတတ်တဲ့နေရာမှာထိတ်တန်းမျိုးရိုးလဲအလွန်မြင့်မြတ်တဲ့ပောက္ခရတာတိတို့နောက်တစ်ခါမိဋ္ဌိလမျိုးကဒီဗြဟ္မာယုပုံနာကြီးတို့ဒီလိုအဲ့ဒီလိုဝေရကျမ်းတက်ဆရာကြီးတွေကမြတ်စွာဘုရားစီလွတ်တယ်နောက်ပြီးတော့ပါရယဏတုတ်မှာပါတယ်ဘာဝရီဆိုတဲ့ပုံနာကြီးကလည်းပဲဗုဒ္ဓဆိုတာနာမည်ကြီးတာဟုတ်မဟုတ်မင်းတို့စုံစမ်းကြဆိုပြီးတော့လွတ်တာအဲ့ဒီခေတ်ကဂေါတမဗုဒ္ဓစီမှာစုံစမ်းနေထောက်လန်းရေးတွေအများကြီးလွတ်တယ်လွတ်တဲ့ထဲမှာပထမဆုံးလွတ်လိုက်တာတော့ဘာဝရီပုံနာကြီးကအရင်လွတ်လိုက်တာသူကဘယ်ရောက်နေတုန်းဆိုဘာဝရီပုံနာကဟိုးအိန္ဒိယအလယ်ပိုင်းမှာရောက်နေတယ်သူကဂေါဒါဝရီမြစ်ကန္နာတိုင်းပြည်နှစ်ပြည်ရဲ့ခြားမှာကျွန်းမြေကြီးရှိတယ်အဲ့ဒီကျွန်းမြေကြီးပေါ်မှာသူကဟိုသူ့တပည့်ပရိသတ်တောင်းချီတဲ့ဟာနဲ့အဲ့ဒီမှာသွားနေတာသူကလောကကြီးကို renounce လုပ်ပြီးတော့ဝိရကျမ်းကနေသင်ယူခြင်းပို့ချခြင်းကမ္မထမ်းကျင့်ခြင်းဆိုတဲ့ယောဂအကျင့်တွေသမထကျင့်စဉ်တွေကျင့်ပြီးတော့သူအဲ့ဒီသွားနေတာသွားနေတော့ဖះပွင့်ပြီလို့လဲသတင်းချရောသူ့တွေတွေသွားစုံစမ်းကြစမ်းသူမသွားခင်စုံစမ်းခိုင်းတယ်ဆရာကြီးတွေဆိုတော့ဗုဒ္ဓဟုတ်မဟုတ်မသိဘဲနဲ့ဘယ်တော့မှအယံမသွားဘူးသူတို့ကလည်းနာမည်ကြီးတဲ့ပုဂ္ဂိုလ်တွေဆိုဖះဟုတ်မဟုတ်စုံစမ်းခိုင်းတာဘာတွေနဲ့စုံစမ်းခိုင်းတော့ဆိုလို့ရှိရင်ဒီမဟာပုရိသလက္ခဏာဗေဒကျမ်းတွေမှာပါတဲ့အမှတ်လက္ခဏာတွေရှိမရှိပါမပါ32မျိုးလုံးရှိမရှိဘူးသွားကြည့်ခိုင်းတာဟောအဓိကအဲ့ဒါဘာဝရီပုံနာကြီးကဆိုလို့ရှိရင်ဘလောက်ထိအောင်သူ့တပည့်တွေကိုမှားလိုက်တော့ဆိုရင်အေးမင်းတို့ဖျားဆိုလို့ရှိရင်ကွာတဲ့ပါဇက်ကထုတ်ပြီးတော့မေးခွန်းထုတ်เสียမလို့တဲ့မင်းတို့စိတ်ထဲကမေးတယ်ဖျားဆိုရင်မင်းတို့စိတ်ထဲကမေးတဲ့မေးခွန်းကို तू နှုတ်ကဖြေလိုက်မယ်ဒီလိုတော့မှားလိုက်တာနော်ဖျားဆိုတာသိဖို့အတွက် तू လုတ်မှားလိုက်တာအဲ့လိုမှားလိုက်တဲ့အတိုင်းပဲသွားပြီးတော့စုံစမ်းထောက်လန်းကြတာမြတ်စွာဘုရားမှာ32ပါးသောယောက်ျားမြတ်လက္ခဏာတွေတွေ့ရတယ်တွေ့ရုံနဲ့မကဘူးခုနကစိတ်ကူးတဲ့ကနေပြီးရှုပ်ဝက်ထားတဲ့မိကုန်းနေစိတ်နဲ့မေးတယ်သူကဘာဝရီပုံနာကြီးကအသက်ဘယ်လောက်ရှိပြီလဲတို့တပည့်ဘယ်နှဦးရှိသလဲတို့မဟာပုရိသလက္ခဏာသူ့မှာဘယ်နှခုရသလဲဆိုတာစိတ်ထဲကနေမေးတာမေးလိုက်တော့မြတ်စွာဘုရားနှုတ်ကနေထုတ်ပြီးတော့ဖြေလိုက်တာမေးတဲ့အချိန်လေးမှာအဲ့ဒါကြောင့်လို့သူတို့တအံ့တော်နဲ့ဘာဝရီရဲ့တပည့်တွေဟာအားလုံးမြတ်စွာဘုရားကိုသူတို့သိချင်တဲ့လေးနဲ့တဲ့မိကုန်းတွေကိုမေးထားအဲ့ဒီသုတ်တံပါရယဏဒေသနာဆိုပြီးတော့ပြည့်ပြည့်စုံစုံဘုန်းကြီးတို့ရှင်းဟောထားတာရှိတယ်ပေါ့နော်နောက်လဲစာအုပ်လဲထွက်လာဖို့ရှိတယ်ပေါ့ဒါကအများဒီစာအုပ်တွေကဒါတွေကဘုရားတရားတော်တွေဟာတိမ်မြုပ်နေတာအဲ့ဒါလို့မြတ်စွာဘုရားကိုလာရောက်စုံစမ်းတယ်နောက်ဗြဟ္မာယုပုံနာကြီးဆိုတာဟာအသက်120ရှိပြီသူမလာခင်သူ့ရဲ့တပည့်ဥတ္တရလူလင်ဆိုတာကိုလွတ်လိုက်တယ်လွတ်လိုက်တဲ့အခါတပည့်ကဘယ်လိုလုပ်စုံစမ်းရမှာတော့ဆိုတော့မင်းကလည်းကွာငါသင်ပေးထားတဲ့မဟာပုရိသလက္ခဏာကျမ်းနေရှိတယ်မဟုတ်လားတဲ့အဲ့ဒါနဲ့တိုက်ပေါ့တဲ့ဆိုပြီးမှားလိုက်တာသွားတိုက်တာအဲ့ဒီလူကမြတ်စွာဘုရားနာမှာနှစ်ချီကြအောင်နေသွားတယ်နေပြီးတော့အသေးစိတ်ဘုရားကြောင့်မှနေပြီးတော့ထောက်လန်းတာပေါ့ခုခေတ်လို့ဆိုရင်ဘုရားကြောင့်မှကိုကြာကြီးနေပြီးထောက်လန်းတာသူကဘုရားဟုတ်မဟုတ်ကိုသိချင်ဘုရားဟုတ်မဟုတ်ထောက်လန်းအဲ့ဒါလို့ထောက်လန်းပြီးတဲ့အခါမှာသူ့ဆရာကြီးစီတော့ပို့တင်လိုက်တာသူ့ဆရာကြီးကနေတော့အဲ့ဒီကျမှဂေါတမဗုဒ္ဓကိုလာရောက်ဖူးမြော်တာအသက်120နော်120အဖိုးကြီးဖြစ်နေပြီသို့တော့အမတန်မှဂုဏ်ဝါကြီးမားတဲ့အားလုံးကလေးစားရတဲ့ဆရာကြီးဆိုတော့မြတ်စွာဘုရားစီသူလာတွေ့တဲ့နေ့ကမြတ်စွာဘုရားကပရိသတ်အလယ်မှာတရားဟောနေတဲ့အချိန်ဗြဟ္မာယုပုံနာကြီးလည်းဝင်လာရောပရိသတ်ကလှုပ်နေဖြစ်သွားတယ်အဲ့လောက်ထိအောင်ဂုဏ်သတင်းကြီးတယ်ပေါ့အဲ့လောက်ထိအောင်အရှိန်အဝါရှိတယ်သူကအဲ့ဒါလို့လာတဲ့အခါမှာသူက
ပိဋကကိုပြောတာငြိမ်ငြိမ်နေကြပါငြိမ်ငြိမ်နေကြပါဟောဒီကဖျားသွားတဲ့အလဲလန်းလေးဆိုတာရှိတယ်ခုခေတ်တရားပွဲတွေမှာလို့ဓမ္မတိကဆရာတော်တွေကြွဖို့ဆိုပြီးတော့လမ်းလေးခြံထားတာရှိတယ်အဲ့ဒီလမ်းကနေပြီးတော့သူဖျားနေထီအောင်ရောက်လာပြီးတဲ့အခါမှာသူတပည့်ထောက်လန်းပြီးတော့တင်ပြထားတဲ့ report အတိုင်းပဲမြတ်စွာဘုရားကိုသူကပြန်ပြီးတော့သူကိုယ်တိုင်ထောက်လန်းကြည့်သေးတယ်မဟာပုရိသလက္ခဏာတွေရှိသလားဆိုထောက်လန်းသေးတယ်သူကထပ်ပြီးတော့သူတို့ကြည့်တာနဲ့သိတယ်နော်နှစ်ဖူးရည်ဒူးရည်ပေါ့ဗျာခြုံပြောလိုက်လို့ရှိရင်လူရဲ့နှစ်ဖူးရည်ဒူးရည်ဆိုတာရုပ်လက္ခဏာသွင်ပြင်တွေအလုံးကိုကြည့်လိုက်တာနဲ့ဟာတို့စာထဲမှာဆိုထားတာနဲ့အကုန်ကြိုက်တယ်ပေါ့ကြိုက်တယ်ဆိုပြီးတော့မှဗြဟ္မာယုပုံနာကြီးဟာမြတ်စွာဘုရားကိုအာရပါယဘုရားခြေပမိုးကိုခေါင်းနဲ့တိုက်ပြီးတော့သူဟာဗြဟ္မာယုပုံနာကြီးပါဆိုတာကိုအာရပါယရှ िख ိုးတယ်ရှ िख ိုးပြီးတော့ဘုရားကိုရှောက်တယ်ဒီလိုထောက်လိုင်းရည်တွေလိုက်တာသူတို့ကတခါပဝရတာတိပုံနာကြီးကလည်းအပဋ္ဌဆိုတဲ့လူလွင်ကိုလွတ်ပြီးတော့မြတ်စွာဘုရားဟုတ်မဟုတ်တိုက်ဆိုင်ခိုင်းတယ်တရင်ထောက်လန်းခိုင်းတယ်ထောက်လန်းပြီးပြီဆိုတော့မှသူတို့လာကြတာပေါ့ဒါကမြတ်စွာဘုရားလက်ထက်ကဗုဒ္ဓဟုတ်မဟုတ်ဆိုတာတွေဟာမဟာပုရိသလက္ခဏာနဲ့တိုက်ဆိုင်တယ်အရေးချင်းအားဖြင့်ကတော့တာမန်အားဖြင့်ပုဂ္ဂိုလ်တွေမသိနိုင်ကြဘူးဒါကြောင့်မို့ဗုဒ္ဓရဲ့အရေးချင်းဆိုဒီမှာအရဟံသမ္မာသမ္ဗုဒ္ဓောဝိသစရဏတမ္ပန္နောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတတ္ထာဒေဝမနုဿနံဗုဒ္ဓောဘဂဝါဆိုတဲ့ဒီရည်ချင်းနေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မျိုးမှသာလေဖရာဆိုတာဖြစ်တယ်ဒီရည်ချင်းမရှိရင်ဖရာမဖြစ်ဘူးအဲ့တော့ဣတိပိသောဆိုတဲ့ဗုဒ္ဓဂုဏ်တော်ပါတဲ့သုတ်တန်တွေကအလွန်ပဲများတယ်ဒီထဲမှာအရဟံနဲ့သမ္မာသမ္ဗုဒ္ဓောဒီဂုဏ်တော်နှစ်ခုကတော့ဖရာနဲ့ပတ်သက်လာလို့ရှိရင်မပါတာကိုမရှိဘူးကြံတဲ့ဂုဏ်တော်တွေကတခါတရံမှပါတယ်နော်ကြံတဲ့ဂုဏ်တော်တွေကကြည့်လေခုနကရွတ်သွားတဲ့နမောတတ္တတွေပဲကြည့်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဆိုတဲ့မှာသုံးခုပါနေတယ်လေအရဟတောဆိုတာအရဟံကိုပြောတာသမ္မာသမ္ဗုဒ္ဓောဆိုတာသမ္မာသမ္ဗုဒ္ဓကိုပြောတာဘဂဝတောဆိုတာနော်ဒီဘဂဝါဂုဏ်တော်ကိုပြောတာဟောဂုဏ်တော်သုံးမျိုးဟာဒါအမှန်မှအရေးပါတယ်ပေါ့ဒါကြောင့်မို့ဒီနေ့မြတ်ဗုဒ္ဓရဲ့အရဟံဂုဏ်တော်ဆိုတာကိုသိရှိနားလည်ကြရအောင်စာပေကျမ်းဂန်မှာဘယ်လိုရေးသားထားတယ်လဲဘယ်လိုရှင်းထားတယ်လဲဆိုတာနားလည်ဖို့အမှန်မှအရေးကြီးတယ်စကားလုံးလေးကသုံးလုံးနဲ့ပဲရှိတယ်အခရာသုံးလုံးနဲ့ပေါင်းစပ်ပြီးတော့ဖွင့်ပြထားတဲ့စကားလုံးလေးဟာအရဲ့ရရဲ့ဟာရဲ့ဒီသုံးလုံးလေးပဲဖြစ်ပြီပဲလို့အဓိပ္ပာယ်တွေဖွင့်ဆိုထားတဲ့အခါကျတော့အ ਨੇ ဆုံးဒီစကားလုံးလေးကဖော်ပြတာအဓိပ္ပာယ်၅မျိုးတဲ့ဖော်ပြထားတာရှိတယ်ပေါ့နော်အဲ့ဒီဖော်ပြထားတဲ့အတိုင်းဘုန်းကြီးတို့တွေဗုဒ္ဓနုတ္တိဘာဝနာပွားပြီဆိုတဲ့အခါမှာဒီအရဟဆိုတဲ့စကားလုံးလေးရဲ့အရဟံဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်ကိုအာယုံပြုပြီးတော့မြတ်စွာဘုရားကိုအရဟံလို့ခေါ်တာဟာဒီဂုဏ်ဓုနဲ့ဂုဏ်ဓုဝိသေသနဲ့ချီးကျူးခံရတာဟာတာမန်ပေါင်းကိုပုဂ္ဂိုလ်မဟုတ်ဘူးလောကမှာဂုဏ်ဓုဝိသေသနဲ့ချီးကျူးတဲ့ဂုဏ်ကြီးတစ်ခုတက်လာတယ်ဆိုတာတာမန်နဲ့မဟုတ်ဘူးတကယ်အရေးချင်းရှိလို့တက်လာတာဖြစ်တယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားရဲ့ဂုဏ်တွေကိုအာယုံပြုတာကိုဗုဒ္ဓနုတ္တိလို့ခေါ်တယ်ဗုဒ္ဓဆိုတာဘုရားရဲ့ဂုဏ်ကိုအနုတ္တိအကျဉ်းချင်းအထက်ထက်တတိထားပြီးတော့ဖြစ်ပေါ်နေတာတတိယနေတာတနည်းအားဖြင့်အနုဆိုတာတင့်တယ်လျောက်ပတ်တဲ့တတိဆိုတာအမှတ်ရမှုပဲဘုရားနဲ့ပတ်သက်ပြီးအလွန်တင့်လျော်လျောက်ပတ်တဲ့အမှတ်ရမှုလို့ဒီလိုအဓိပ္ပာယ်ရတဲ့ဗုဒ္ဓနုတ္တိကမ္မထံဘုရားကိုအာယုံပြုနေတာနဲ့ပဲဒါဟာသမထကမ္မထံတစ်ခုဖြစ်တယ်ပေါ့သမထကမ္မထံနဲ့မကဘူးဗုဒ္ဓနုတ္တိကိုအခြေခံလို့ရှိရင်ဗုဒ္ဓနုတ္တိကမ္မထံသည်ဝိပဿနာဉာဏ်ဖြစ်စေဖို့အတွက်ကြီးမားသောအထောက်အကူတစ်ခုဖြစ်တယ်ပေါ့အလွန်ကြီးကျယ်သောအထောက်အကူဖြစ်ပြီးတော့လူတွေရဲ့တဏ္ဍာမှာသရာစွမ်းအားတွေဖွံ့ဖြိုးတိုးတက်သွားစေနိုင်တယ်ဒါကြောင့်မို့ဗုဒ္ဓနုတ္တိဘာဝနာဟာအလွန်ကြီးမားတဲ့အရေးချင်းရှိတယ်လို့စာပေကျမ်းဂန်တွေမှာဆိုထားတာပေါ့ဘာဝနာထဲမှာတော့အမြတ်ဆုံးဘာဝနာလို့ဒီလိုပြောတာ
အဲ့တော့ဂုဏ်တော်ပွားများပြီဆိုလို့ရှိရင်တော့ဘယ်လိုပွားရမလဲဣတိပိသောဘဂဝါဣတိပိဆိုတာကအကြောင်းကိုရည်ညွှန်းတာသောဘဂဝါကိုယ်စိတ်ထဲမှာသောဘဂဝါငါကြည်ညိုတဲ့ငါကိုးကွယ်တဲ့အဲ့ဒီဗုဒ္ဓမြတ်စွာဘုရားဟာလို့အဓိပ္ပာယ်ရတယ်သောဘဂဝါဆိုတာဒီငါကြည်ညိုကိုးကွယ်တဲ့တလောလကလုံးကလေးစားရတဲ့ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်သူမြတ်ဟာဒီနေရာမှာဘဂဝါလို့ခေါ်လိုက်တာကအလွန်လေးစားတတ်တဲ့ပုဂ္ဂိုလ်တွေကိုသုံးတဲ့အိန္ဒိယစကားလုံးတစ်ခုပဲခဏတောင်မှပဲအိန္ဒိယနိုင်ငံမှာဘဂဝံလို့သုံးနေရှိတယ်တကယ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုဘဂဝံလို့သုံးတယ်သူတို့နော်အဲ့ဒီဘဂဝံလို့သုံးတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကဘာလဲလို့ဆိုရင်ဂုရုကြီးလို့အဓိပ္ပာယ်ရတယ်ဂုရုကြီးထဲမှာပို့ပြီးတော့လေးစားတဲ့ဂုရုကြီးတွေကြတော့ဘဂဝံလို့ခေါ်လိုက်တာသူတို့ဒါအိန္ဒိယနိုင်ငံအသုံးစကားတစ်ခုပဲဘဂဝံဆိုတာအလွန်ကိုကြီးမြတ်တဲ့သူတို့လေးစားရတဲ့ပုဂ္ဂိုလ်ပေါ့အလွန်လေးစားတတ်တဲ့ဂုရုကြီးတွေဒါကြောင့်မို့လို့အထက်ကရာဆရာကဘဂဝါတိဂုရုဒီလိုဖွင့်တာဘဂဝါတိဂရုဂရုံဟိလောကေဘဂဝါတိဥစ္စာတိလောကလူတွေကလေးစားအပ်တဲ့ဂုရုတွေကိုဘဂဝံလို့ခေါ်ကြပါတယ်ဆိုတာဒီပါဠိစာပေမှာတင်ပဲဒီဟာဖွင့်ဆိုပြထားတာရှိတယ်အထက်ကရာကျမ်းတွေဟာအဲ့တိုင်းပဲရေးတယ်နော်ဘဂဝါတိဂရုဘဂဝါတိဂုရုခုခေတ်အသုံးနဲ့ဆိုဘဂဝါဆိုတာဂုရုကိုခေါ်ရတဲ့ဂရုံဟိလောကေဘဂဝါတိဥစ္စတိဂုရုကိုလူတွေကဘဂဝါလို့ခေါ်ကြတယ်ဟောဒီအဓိပ္ပာယ်နဲ့ဖွင့်ပြဘာလို့လဲဆိုရင်လောကကြီးတစ်ခုလုံးရဲ့အလေးပြုတဲ့ပုဂ္ဂိုလ်ဖြစ်တယ်မြတ်စွာဘုရားဟာကိုချင်းသီလနဲ့နှိုင်းရှင်မယ်ဆိုလဲသူ့ကိုတာတဲ့ပုဂ္ဂိုလ်မပြောနဲ့မှီတဲ့ပုဂ္ဂိုလ်တော့မရှိဘူးတမာတိနဲ့နှိုင်းရှင်လိုက်ပြန်ရင်လေဖရာတဲ့တာတဲ့ပုဂ္ဂိုလ်မဆိုထားနဲ့တူတဲ့ပုဂ္ဂိုလ်တော့မရှိဘူးပညာအားဖြင့်လေဖရာတဲ့တာတဲ့ပုဂ္ဂိုလ်ဆိုတာမပြောနဲ့တူတဲ့ပုဂ္ဂိုလ်မပြောနဲ့တာတဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးတူတဲ့ပုဂ္ဂိုလ်တော့မရှိဘူးလို့ဒီလိုဆိုလိုတယ်ပေါ့နော်ဒါကြောင့်မို့တလောကလုံးကဥညွတ်လေးစားရတဲ့ပုဂ္ဂိုလ်သူမြတ်မို့ဘဂဝါလို့ဒီလိုခေါ်တာအဲ့ဒီမှာကြည်ဣတိပိသောဘဂဝါသောဘဂဝါမြန်မာလူတော့အမျိုးမျိုးပြန်ကြတယ်ဘုန်းတော်ကြီးမာထိုရှင်တော်မြတ်ဖရာသည်ကိုယ်စိတ်ထဲမှာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားဟာဣတိပိဆိုတာဒီအကြောင်းတွေကြောင့်အရဟံဆိုတဲ့အရည်ချင်းတွေရှိပါပေတယ်လို့ဒီလိုပြောနှလုံးသွင်းတဲ့အခါမှာအဲ့ဒါလို့နှလုံးသွင်းရမယ်အကြောင်းနဲ့ဂုဏ်အရည်ချင်းကိုသိရမယ်။အော်ဒီပုဂ္ဂိုလ်သူများဟာဒီအရည်ချင်းတွေရှိပါလား။ဒါကြောင့်မို့တကယ်အရဟံပါလားဆိုတဲ့အတွေးနဲ့မြတ်စွာဘုရားဂုဏ်တော်ပေါ်မှာတတိမှတ်ရပြီးတော့ဆင်ញင်စဉ်းစားနေမှုနော်။သမ္မာသင်္ကပ္ပဆိုတဲ့မှန်ကန်တဲ့အတွေးတွေနဲ့ဒီတရားဓမ္မကျင့်ကြံကြိုးကုပ်တာတတိထားနေတာတတိကိုအဓိကထားပြီးတော့ပြောတာတတိရှိလို့ရှိရင်ပညာကလည်းဖြစ်လာတယ်မြတ်စွာဘုရားအပေါ်မှာဆန်းစစ်လေ့လာတဲ့အခါမှာအော်ဒီအကြောင်းတွေကြောင့်ဒီအချက်တွေကြောင့်ဘုရားဟာတကယ်ဘဂဝါပါလားလို့အရဟံပါလားလို့လက်ခံလာတယ်ကျင့်납လာတယ်အဲ့ဒီကျင့်납လာသည့်ထိအောင်နှလုံးသွင်းရမှာအဲ့ဒီလိုမဟုတ်ဘဲနဲ့အရဟံ6ချက်လုပ်နေမရဘူးနော်ဘုရားကုံတော်မထီရောက်ဘူး6ချက်ဆိုတာပရိကြတာကိုပြောတယ်နော်ပရိလုံးလေးချပြီးတော့ဒီဂုံတော်ဘလောက်ရွတ်တယ်ဆိုတဲ့အရွတ်ဆိုတာကအားလုံးအမဲသားစားဖို့မှာပဲဝါလို့မှမရတာတိတ်ဝမှလည်းမဟုတ်ဘူးနော်အဲ့တော့ဒီမရွတ်ရဘူးတော့မဟုတ်ဘူးအရေးကြီးတာကမြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုသိဖို့ကြိုးစားရည်ချင်းကိုသိမှစိတ်ထဲမှာနှစ်ကဖြစ်လာရွရင်နှလုံးသွင်းရင်တော့ကိစ္စမရှိဘူးပေါ့အရေးအတွက်ကဏ္ဍပေါ်မှာစိတ်ရောက်နေလို့ရှိရင်ဘုရားပေါ်မှာစိတ်မရောက်ဘူးအဲ့ဒါတော့ကိုယ်ဆင်ញင်စဉ်းစားကြည့်ပေါ့အဲ့တော့စဉ်းစားရမှာသောဘဂဝါဣတိပိအရဟံသောဘဂဝါဣတိပိသမ္မာသမ္ဗုဒ္ဓောလို့ပါဠိလိုကြတော့ဒီလိုပြောမြန်မာလိုပြောတဲ့အခါဣ
တို့ကိုးကွယ်တဲ့မြတ်စွာဘုရားဟာဒီအချက်တွေကြောင့်အရဟံခုံတော်နဲ့ပြည့်စုံပါပေတယ်လို့စိတ်ထဲမှာသဘောကျလာသည့်ထိအောင်အကျဉ်းချင်းအထက်တတိတဲ့တတိမပြတ်တတိကပ်ပြီးတော့စဉ်းစားစိတ်ညင်သုံးသပ်နေဖို့လိုတယ်ဒါကိုဗုဒ္ဓနုတ္တိဘာဝနာပွားတယ်လို့ခေါ်တာအဲ့ဒီလိုသာစနစ်တကျပွားမယ်ဆိုလို့ရှိရင်ဂုဏ်တော်ပွားနေတဲ့အချိန်မှာရာဂဒေါသမောဟဆိုတာတွေဖြစ်မှာမဟုတ်ဘူးနော်အမှန်တမ်းကြည်နူးဝယ်ရာတွေစိတ်ထဲမှာจิตတတ်စရာတွေပဲဖြစ်လာပြီးတော့တမာရိရလာမှာဖြစ်ပါတယ်အေးဒါကြောင့်မို့ဘယ်အလုပ်ပဲဖြစ်ဖြစ်စနစ်တကျလုပ်ရမယ်သိလဲသိရမယ်ဘုရားမြတ်စွာရဲ့အဆုံးအမဗုဒ္ဓသာသနာမှာဒီဘုရားကိုကိုးကွယ်ကြတဲ့ဒီဗုဒ္ဓဘာသာဝင်သူတော်စင်တွေဟာယုံပြီးတော့မသိရတဲ့ဟာတခုမှမရှိဘူးယုံသာယုံရမှာမဟုတ်ဘူးတကယ်ကိုသိရှိနားလည်အောင်လုပ်ကြရတာဘုရားဘာသာမှာတရားနဲ့ပညာဆိုလို့ရှိရင်ပညာကိုအဓိကထားတာပေါ့တရားပါတဲ့ပညာပါတဲ့တရားမျိုးသာလဲဒီမှာကတန်ဖိုးရှိတယ်လို့ဆိုတာဒါကြောင့်မို့လို့ဒီပညာဆိုတာလေ့လာစီးပူအားထုတ်ကြတယ်ဗုဒ္ဓဘာသာတွေဟာပညာဗုဒ္ဓဘာသာဖြစ်ဖို့လိုတယ်ပေါ့တရားဗုဒ္ဓဘာသာကြီးပဲဖြစ်เสียရဘူးပညာဗုဒ္ဓဘာသာဖြစ်တယ်တရားဗုဒ္ဓဘာသာဆိုတာမခိုင်မြဲဘူးအပြောကောင်းလို့ရှိရင်ပျောက်သွားတယ်သူကတရားတရားဆိုတာပညာပါမှဘယ်သူပြောလှုပ်ရှားလို့မရတော့ခိုင်မာတယ်ကိုယ့်ကိုနှစ်ကာသိထားတယ်အဲ့ဒါလိုဖြစ်ရဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့အရဟံဂုဏ်တော်လို့ခေါင်းစဉ်တတ်ထားတဲ့အတိုင်းအရဟံဆိုတဲ့အဓိပ္ပာယ်ကို၅မျိုးခွဲခြားပြီးတော့မှတ်ရတယ်နံပါတ်1ကဝေးကွာခြင်းအရဟရဲ့အဓိပ္ပာယ်နံပါတ်1ကဝေးကွာခြင်းဘာတွေနဲ့ဝေးကွာတာတုံးဆိုလို့ရှိရင်လောဘတွေဒေါသတွေမောဟတွေမာမနာတွေစိတ်ထဲမှာနှလုံးထဲမှာပူလောင်စေတတ်တဲ့အကုသိုလ်အညစ်အကြေးတွေကဝေးကွာလုံးဝဝေးကွာတယ်သူ့ဟာသူဝေးကွာတာလားလို့ဆိုမဟုတ်ဘူးသောတပတ္တိမနဲ့ဖယ်ရှားလိုက်တယ်သဂရဂါမိမနဲ့ဖယ်ရှားလိုက်တယ်အနာဂါမိမနဲ့ဖယ်ရှားလိုက်တယ်အရဟတမနဲ့ဖယ်ရှားလိုက်တယ်ကိလေသာတွေနဲ့မြတ်စွာဘုရားရဲ့စိတ်ဟာဘယ်တော့မှမဆက်ဘူးအဝေးကြီးဖြစ်သွားပြီခွဲထုတ်လိုက်ပြီလို့ဒီလိုပြောတာနော်ဘုန်းကြီးတို့တွေရဲ့စိတ်ထဲမှာကျတော့ခွဲမရလောက်အောင်လောဘဒေါသမောဟတွေကတွဲဖက်နေတာလေမြတ်စွာဘုရားကျတော့အေးလောဘတွေကလည်းဝေးသွားပြီဒေါသတွေနဲ့လည်းဝေးသွားပြီမောဟတွေနဲ့လည်းဝေးသွားပြီကိလေသာအပူတွေနဲ့လည်းဝေးသွားပြီဒါကြောင့်မို့မြတ်စွာဘုရားရဲ့ရင်ထဲနှလုံးထဲစိတ်နှလုံးမှာဘလောက်အေးချမ်းနေမယ်ဆိုတော့စဉ်းစားကြည့်ပူတယ်ဆိုတာကိလေသာတွေကြောင့်ပူတာလေကိလေသာမရှိရင်စိတ်နှလုံးဟာအေးချမ်းတယ်ဒါကြောင့်မို့အရဟရဲ့အဓိပ္ပာယ်ကအာရကဝေးကွာခြင်းဆိုတဲ့အဓိပ္ပာယ်ရတယ်ကိလေသာတွေကနေဝေးကွာနေတယ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားဟာအရဟံဆိုတဲ့အဲ့ဒါလို့ဆင်ញင်စဉ်းစားဖို့လိုတယ်ပေါ့နော်ဆင်ញင်စဉ်းစားဖို့လိုတယ်ဒါမို့စာပေကျမ်းကမှာဘယ်လိုရေးထားတုံးဆိုမက်၄ပါးနဲ့ကိလေသာတွေကိုဖယ်ရှားဖျက်ဆီးပစ်ထားတာဖြစ်သောကြောင့်နဲ့မြတ်စွာဘုရားဟာကိလေသာတွေနဲ့အလွန်ကိုဝေးတယ်အလွန်ကိုဝေးတယ်လို့ပြောတဲ့အခါမှာယဟန္တာတွေရောကိလေသာရှိသေးလားလို့ဆိုမရှိဘူးမရှိပေမဲ့လို့ယဟန္တာတွေမှာဘာတွေလက်ကျန်ဖြစ်နေတုံးဆိုလို့ရှိရင်အနတ်အသက်တွေကျန်နေတယ်လောဘတော့ပယ်လိုက်ပြီလောဘရဲ့အနတ်အသက်ကျန်နေတယ်ဒေါသတော့ပယ်လိုက်ပြီအနတ်အသက်ကျန်တယ်မောဟပယ်လိုက်တယ်အနတ်အသက်တွေကျန်တယ်ငကိုပင်ကိုဇယိုက်တွေကမပြောက်ဘူးယဟန္တာဖြစ်သွားပြီပဲလို့မြတ်စွာဘုရားကျတော့လောဘရဲ့အငွေ့အသက်ဒေါသအငွေ့အသက်မောဟရဲ့အငွေ့အသက်ကိလေသာတွေရဲ့အငွေ့အသက်တခုမှမကြမ်းဒါကြောင့်မို့လို့ဘုရားကြတော့ဝါဒနာနဲ့တကွကိလေသာတွေကိုဖယ်တယ်လို့ပြောတယ်ယဟန္တာပုဂ္ဂိုလ်တွေလည်းပဲအရတ္တမဲ့တော့ရတာပဲဒါပေမဲ့ဝါဒနာလေးကိုတော့မပယ်နိုင်ဘူးတဲ့အခုခေတ်ကလူတွေကတော့သူတို့ဝါဒနာအလွန်ကြီးတာကြတော့ဝါဒနာကိုမတားနဲ့ဆိုပြီးမဟုတ်တာတွေလုပ်တာနော်ဝါဒနာတားရင်တော့ဝါဒနာကိုမတားနဲ့ဆိုပြီးတော့အဲ့တော့မြတ်စွာဘုရားကျတော့အဲ့ဒီဝါဒနာဆိုတဲ့ကိလေသာရဲ့အငွေ့အသက်ကိလေသာရဲ့တတ္တိ
အဲ့ဒီကိလေသာရဲ့တတ္တိဟာလုံးဝမရှိတော့သည့်အတွက်ကြောင့်ကိလေသာတွေကဝေးကွာသူဆိုတဲ့ဂုဏ်ဟာယဟန္တာပုဂ္ဂိုလ်တွေမှာတောင်မထိုက်တန်ဘူးဘုရားမှာထိုက်တယ်နော်ဒါကြောင့်အရဟံဆိုဒီမှာကိလေသာတွေကဝေးကွာနေခြင်းဆိုတဲ့အရည်ချင်းတစ်ခုမှတ်သားကြရမယ်ဘုရားမှာဝါသနာနဲ့တကွကိလေသာတွေရှင်တဲ့နှလုံးထဲမှာပူလောင်စေတတ်တဲ့စိတ်ကိုညှဉ်းနှွမ်းစေတတ်တဲ့ကိလေသာတွေအလုံးကိုဖယ်ရှားပြီးဖြစ်လို့ကိလေသာအညစ်အကြေးတွေကကင်းဝေးကွာနေတဲ့ပုဂ္ဂိုလ်မြတ်ဖြစ်သောကြောင့်အရဟံလို့စိတ်ထဲမှာဒီလိုနှလုံးသွင်းရမယ်အကျဉ်းချင်းအထက်ထက်ဒါလေးကြီးပဲတွေးနေခုခေတ်ကတော့လူတွေလောက်တတ်ပါတယ်လေသချင်းဆိုတာတောင် repetition တွေအများကြီးလေအဲ့တော့ဂုံတော်ကြတော့ repetition လုပ်လိုက်ပေါ့အဲ့လိုကလားတွေတောင်မှသချင်းဆိုရင်ဘုံလေးခောက်ပြီးစီတာရန်နဲ့တဏိကုံလုံးနော်အော်နာတဏိကုံအော်နာသူတို့ဒီစကလုံးလေးတစ်လုံးနဲ့တင်အော်တာအများကြီးမဟုတ်ဘူးအဲ့တော့ဒီကိုယ်တဏ္ဍာမှာဒီ repetition ဖြစ်နေအောင်ကိလေသာတွေကဝေးကွာနေလို့ဝေးကွာခြင်းဆိုတဲ့အကြောင်းကြောင့်ဒုကိုးကွယ်တဲ့မြတ်စွာဘုရားဟာတကယ်အရဟံမလားကျန်တဲ့ပုဂ္ဂိုလ်တွေကကိလေသာတွေနဲ့အလွန်လုံးထွေးနေတာမဝေးဘူးကတ်နေတယ်နော်ဝေးတယ်လို့ထင်ပေမဲ့လို့တော့ကြရောက်လာပြန်ပြီဒေါသမရှိဘူးသဘောကောင်းတယ်လို့ထင်တယ်တော့ကြရောက်လာပြန်ပြီဒေါသဟာလောဘမရှိဘူးလို့ထင်တယ်တော့ကြရောက်လာပြန်ပြီစိတ်ထဲကပေါ်လာတာလေမြတ်စွာဘုရားကျတော့အဲ့လိုမဟုတ်ဘူးပြန်ပြီးတော့ကိလေသာတွေကပြန်ကတ်နိုင်စွာမရှိတော့အောင်ကွာလှမ်းသွားပြီဖယ်ရှားပြလိုက်ပြီးပြီလုံးဝဘယ်တော့မှပြန်မလာတော့ဘူးဒီလိုဆိုတာပေါ့နော်အဲ့ဒါကတစ်ချက်အဲ့တော့အရဟံကိလေသာတို့မှဝေးကွာတော်မူခြင်းကြောင့်အရဟံနော်အရဟံဒါကအဓိပ္ပာယ်တစ်ခုဖတ်တဲ့အခါမှာလည်းသုံးလုံးစလုံးပေါင်းပြီးတော့အရဟံအဓိပ္ပာယ်ကအာရကဝေးကွာတယ်ဒီစကလုံးတစ်လုံးနဲ့ကဒီအဓိပ္ပာယ်တစ်ခုဖော်ပြဟောနောက်တစ်ခုကျတော့သူကအဓိပ္ပာယ်တစ်မျိုးကြံလိုက်ပြန်တစ်မျိုးဖွင့်ဆိုမယ်သူကအရဟံဆိုတဲ့နေရာမှာအရဟံလို့အတန်လေးကိုဖတ်ပြီးတော့အရဆိုတာဒီယန္တုတွေကိုဟဆိုတာချေမုံပြီးသားအနိုင်ယူပြီးသားဖြစ်တယ်ယန္တုဆိုဒီမှာဘယ်သူကိုပြောတာလဲလို့ဆိုကိလေသာတွေကိုပဲပြောတာကိလေသာကမှတကယ်ယန္တုအစ်စ်လေငရဲချတာကကိုယ်ကိုလာပြီးတော့ဒုက္ခပေးတဲ့ပုဂ္ဂိုလ်ယန္တုမဟုတ်ဘူးကိုယ်ရင်ထဲမှာဖြစ်တဲ့ကိုမွေးထားတဲ့ဒေါသဆိုတဲ့ယန္တုလောဘဆိုတဲ့ယန္တုမောဟဆိုတဲ့ယန္တုကကိုယ်ငရဲချတာသူလောက်ကိုယ်ဒုက္ခပေးတာရှိမှမရှိတာအပြင်ဘက်ကလူကဒုက္ခပေးတယ်ဆိုတာယမယံခန္ဓာပေးလို့ရတာလေအဲ့တော့ဒုက္ခပေးလို့ယန္တုလို့ခေါ်မယ်ဆိုလို့ရှိရင်အမြဲတမ်းကိုယ်ဒုက္ခပေးနေတာဘယ်သူလဲလို့မေးရင်ကိလေသာတွေပဲအဲ့တော့ကိလေသာကယန္တုအစ်စ်ပဲစိတ်ညစ်ရတာဘယ်သူကြောင့်သူ့ကြောင့်အစင်မပြေဖြစ်ရတာဘယ်သူကြောင့်ပျော်မှဆိုမှတွေဖြစ်တာဘယ်သူကြောင့်သူ့ကြောင့်ဟောအားလုံးလောကကြီးမှာမဖြစ်ချင်တာတွေဖြစ်နေတာဘယ်သူကြောင့်သူ့ကြောင့်ဟောသူ့လောက်ကိုယ်ဒုက္ခပေးတဲ့ပုဂ္ဂိုလ်ပဲရှိမလဲနော်မုန်းစရာကောင်းတဲ့ယန္တုအစ်စ်ဟာကိုယ်ရင်တဲ့နှလုံးထဲမှာဖြစ်နေတဲ့လောဘဒေါသမောဟတွေသာဖြစ်တယ်အဲ့ဒီလောဘဒေါသမောဟဆိုတဲ့ယန္တုတွေကိုအနိုင်ယူပြီးတော့ဖယ်ရှားပစ်ပြီးသားဖြစ်သောကြောင့်အရဟံအဲ့ဒီစကားလုံးကပါဠိမှာအရိဟနအရိဆိုတာယန္တုကိုခေါ်တယ်ဟဆိုတာဖြည့်ဆည်းထားတာဖြည့်ဆည်းပြလိုက်တာယန္တုတွေကိုဖြေမုံပလိုက်တာအဲ့တော့အရိဟကနေအရဟံဖြစ်လာတယ်လို့ဒီလိုဆိုထားတာအဲ့တော့အဲ့ဒီစကားလုံးပြောင်းလဲမှုတွေကိုအသာထားအရဟံမိမိကိုဒုက္ခပေးနေတဲ့ကိလေသာယန္တုတွေကိုအားလုံးအနိုင်ယူထားပြီးသူဖြစ်တယ်ယူထားပြီးခြင်းကိလေသာအလုံးကိုချေမုံပြီးဖြစ်ခြင်းယန္တုမရှိတော့ဘူးလို့ဆိုလို့တယ်ဘုရားယန္တုမရှိဘူးဆိုဒေဝဒတ်တို့ဘယ်သွားထားတော့လို့မေးကောင်းမေးလိုက်မယ်အပြင်ယန္တုအဲ့ဒါနော်ဘုရားမှာကိလေသာယန္တုဆိုတာမရှိတော့ဘူးလုံးဝမရှိတော့အတွင်းယံအပြင်ယံဒါကြောင့်မို့လို့
အရဟံကိလေသာယန္တုတွေကိုခြေမုံဖြတ်စည်းပြီးဖြစ်သူလို့ဒီခြေမုံဖြတ်စည်းခြင်းလို့ဒီအဓိပ္ပာယ်ဟာဒုတိယအဓိပ္ပာယ်တစ်ခုလို့ဟောသောဘဂဝါထိုဘုန်းတော်ကြီးမှာရှင်တော်မြတ်ဖရာဟာဣတိပိကိလေသာယန္တုတွေကိုအပြည့်အခြေမုံထားတဲ့အရေးချင်းရှိသောကြောင့်အရဟံအရဟမြည်တော်မူပါပေတယ်တကယ်အရဟပဲကိလေသာတွေကိုအနိုင်တိုက်ပြီးသားပုဂ္ဂိုလ်တွေကိုအရဟလို့ခေါ်ရမယ်ဆိုရင်မြတ်စွာဘုရားကသာတခါတည်းလက်ဆက်တခါတည်းနှလမ်းမထုနိုင်အောင်ခြေမုံထားတာကြံတဲ့ပုဂ္ဂိုလ်တွေကအနိုင်ရတယ်ဆိုတာခိတ္တခဏပဲပြောတာမြတ်စွာဘုရားအနိုင်ရလိုက်တဲ့ခိတိတာကဘယ်တော့မှနောက်ကျောင်းပြန်လာတာမရှိဘူးတဲ့အပိဓာတ်နိုင်တာပေါ့ဒါကြောင့်မို့လို့အရဟံယန္တုတွေကိုအနိုင်ရသူလို့ခေါ်ခြင်းခေါ်ရင်မြတ်စွာဘုရားကိုသာလင်ခေါ်ရမှာဖြစ်တယ်ပေါ့ဒီရည်ချင်းကိုစိတ်ထဲကနှလုံးသွင်းပြီးတော့အရဟံဆိုတဲ့ဂုဏ်တော်ကိုအာယုန်ထဲမှာကြည်နူးလာသည့်ထိအောင်အကျဉ်းချင်းထပ်အမှတ်ရဖို့ပဲဒါကိုဘုရားနုတ္တိလို့ခေါ်တာနော်ဟောနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်အဲ့ဒီအရဟံကိုပဲအရဆိုတာတန်တရာစပင်းကြီးရဲ့အကန့်အရဆိုတာအကန့်ဟဆိုတာဖြည့်စည်းတာအကန့်တွေကိုဖြည့်စည်းပြီးဖြစ်သူဖြည့်စည်းပြီးခြင်းဒါကတော့တင်စားပြီးတော့သုံးတဲ့စကားလုံးတစ်ခုပေါ့တန်တရာစက်ဝန်းကြီးကိုကြည့်လိုက်မယ်တန်တရာစက်ဝန်းကြီးကဘာနဲ့ဥပမာတူတော့ဆိုလှဲပီကြီးနဲ့အလားတန်တူတယ်ပရိစ္ဆေသမုပ္ပါဒ်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လှဲပင်းကြီးရဲ့တရံဖြစ်တယ်ပေါ့ဒါကြောင့်မို့စက်ဝိုင်းကြီးနဲ့မိုးကုတ်ဆရာတော်ကြီးပြထားတဲ့စက်ဝိုင်းကြီးဟာဒါလှဲပင်းကြီးလိုပဲအဲ့တော့လှဲပင်းကြီးနဲ့ဥပမာထားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တန်တရာထဲမှာဘုန်းကြီးတို့တွေသွားနေတာဟာအဲ့ဒီဘဝယထာကြီးကိုစီးသွားနေတာဟာဘယ်သူကနေလဲပတ်နေတာတုံးဆိုတန်တရာဆက်ကလို့ဆိုတဲ့ဒီလက်ဘိန်းကြီးနဲ့လဲပတ်ပြီးတော့သွားနေတာဘဝကြီးကိုယထာကြီးလို့ဥပမာပေးလိုက်လို့ရှိရင်အဲ့ဒီယထာကြီးဟာတဘွားကနေတဘွားသွားနေတာဟာဒီဘိန်းကြီးနဲ့သွားနေတယ်လို့ဒီလိုဆိုလို့တယ်ဒါဖြင့်ဘယ်လိုဘိန်းနဲ့ဥပမာတူတယ်လဲလို့ဆိုလို့ရှိရင်အဝိဇ္ဇာရဲ့ဘဝတဏှာဆိုတာရဲ့မတိတာရဲ့တွေ့တာရဲ့နော်မတိဘူးဆိုရင်လိုချင်တယ်မတိတာနဲ့လိုချင်တာအဲ့ဒီနှစ်ခုသည်လှဲပင်းရဲ့အလဲကောင်ကဝင်ရိုးတတ်တဲ့နေရာကိုနော်ဒီဝင်ရိုးတတ်တဲ့နေရာကိုခေါ်တယ်လေဒီနာဘိအချက်ဝင်ရိုးတတ်တဲ့နေရာကိုနော်အဲ့ဒီနေရာမှာအဝိဇ္ဇာနဲ့တဏှာပေါ်မှာအလုံးကတီးနေတာဖြစ်သောကြောင့်အဲ့ဒါပုံတောင်းလို့ခေါ်တဲ့ဟာပေါ့နော်ဒါတော့အရက်တည်းတစ်ခုနဲ့တစ်ခုတော့တူကြမှာတူမှာပေါ့နော်နာဘိဆိုတဲ့ပုံတောင်းကြီးအဲ့ဒီပေါ်မှာအကန့်နေစိုက်ထားပြီးတော့ဘေးကကွတ်ထားတဲ့ဟာကြတော့အကွတ်တကူလို့ခေါ်တယ်ပေါ့အဲ့တော့ level ကြီးရဲ့ပုံသဏ္ဍာန်ကိုဖော်ကြည့်လိုက်မယ်ဆိုရင်အဝိဇ္ဇာနဲ့တဏှာကပုံတောင်းနော်အဲ့ဒီကြားထဲမှာသင်္ခါရတို့ဝိညာဉ်တို့နာယုတ်တို့သလရဏဖတ်တဝေဒနာတဏှာဥပါဒံနော်ဘဝဆိုတာတွေကအကန့်နေထောက်ဆံနေပေါ့အကန့်နေပေါ့လဲဘိမှာဆိုရင်အကန့်နေအားလုံးစက်ဘိကြတော့စပုတ်တန်ခေါ်သလားမသိဘူးအဲ့ဒါမျိုးတွေပေါ့နော်အဲ့ဒီနောက်ပြီးတော့ဒီသရမရဏဆိုတာဘဝတစ်ခုမှာအဆုံးသတ်တာကတော့အိုခြင်းနဲ့သိခြင်းမှအဆုံးသတ်တာကြောင့်မို့လို့ဘေးကနေကွတ်ထားတဲ့အကွတ်တကူလို့ခေါ်တယ်ပေါ့လှဲပင်းကြီးရဲ့ဘေးကဘောင်ခတ်ထားတဲ့အရာပေါ့နော်အဲ့ဒါကိုနေမိလို့ခေါ်တယ်ပါဠိလိုကြတော့နော်နောက်တစ်ခါအဲ့ဒီလှဲပင်းကြီးဟာဝင်ရိုးမရှိရင်လဲတာမဟုတ်ဘူးဒါကြောင့်မို့ကာမတဝဘဝတဝဒိဋ္ဌတဝအဝိဇ္ဇာတဝလို့ဆိုတဲ့အာတဝတရားတွေဖြစ်ပေါ်လာမှုဟာဝင်ရိုးနဲ့အလားတန်တူတယ်ပေါ့ဝင်ရိုးနဲ့အလားတန်တူတယ်အဲ့ဒီဘဝယထာကြီးကိုပုံဖော်ပြီးတော့ကြည့်လိုက်တဲ့အခါမှာအဝိဇ္ဇာနဲ့တဏှာကပုံတောင်းသရမရဏကအကွတ်သင်္ခါရစသည်ကအလယ်ကတောက်ဆံနေအဲ့ဒီလိုဘ
င်းကြီးဟာအချင်းနေကောင်းနေတယ်မြတ်ဘဝယထာမှာဒီဘိန်းကြီးပေါ်မှာလဲပတ်ပြီးတော့ဘဝယထာကြီးဟာမောင်းနှင်ပြီးတော့နေနေတာအဲ့ဒါကြောင့်မို့ဘုန်းကြီးတို့တွေဟာဒီလူဖြစ်လိုက်နတ်ဖြစ်လိုက်တိရစ္ဆာန်ဖြစ်လိုက်နဲ့တန်လျာထဲမှာမဆုံးနိုင်တဲ့ခရီးကြီးကိုဘိန်းကြီးနဲ့လဲပတ်ပြီးတော့သွားနေတာဒါတန်တာရဆက်ကတန်လျာဘိန်းကြီးလို့ဒီလိုခေါ်တာပေါ့ဥပမာနောက်တစ်ခုပြောမယ်ဆိုလို့ရှိရင်တော့ခြားယဟတ်ဆိုတာလို့ပေါ့နော်ခြားယဟတ်ဆိုတာအလုံးသိဘူးတဲ့အတိုင်းပဲသိကြတဲ့အတိုင်းပဲအထက်ရောက်လိုက်အောက်ရောက်လိုက်နဲ့သွားနေတာပဲလေလဲတာဆုံးတဲ့လူမှရှိမှမရှိတာအဲ့ဒါလိုပဲတန်လျာခရီးကြီးကမဆုံးဘူးအဲ့ဒီမဆုံးနိုင်တဲ့တန်လျာခရီးကြီးဆိုတဲ့ပရိစ္ဆသမုပ္ပါဒ်ဘီကြီးကိုနော်ဝိပဿနာဉာဏ်အခြေခံတဲ့မဲ့ဉာဏ်နေနဲ့ဒီဘီကြီးကိုဖြည့်ဆည်းပြလိုက်တာနောက်ဆုံးမှာအကန့်နေထောက်တွေကိုရိုက်ချိုးပြလိုက်တယ်ပုံနှောင်းကြီးကိုခွဲပြလိုက်တယ်အကွတ်တကူတွေကိုဖြည့်ဆည်းပြလိုက်တယ်ဆိုဒီဘိန်းကြီးကလဲနိုင်ပါအောင်မလားမလဲတော့ဘူးအဲ့ဒါကိုဆိုလို့တဲ့တိလဆိုတဲ့မြေပေါ်မှာယက်တည်ပြီးတော့တရားဆိုတဲ့လက်နဲ့နော်အရတ္တမဲ့ဆိုတဲ့ဒါလက်နဲ့ကိုကင်ဆွဲပြီးတဲ့အခါမှာအဲ့ဒီဘိန်းကြီးကိုဖျက်ချလိုက်တာအကန့်နေအကုန်ရိုက်ချိုးလိုက်တဲ့အကွတ်တကူတွေဖြက်ပြက်လိုက်တယ်ဆိုဘိန်းကြီးကပြိုကျသွားတယ်ပြိုသွားတော့လဲနိုင်စွာမရှိတော့ဘူးအေးအဲ့ဒီအဓိပ္ပာယ်ကိုယူပြီးတော့အရဟံတန်တရာဆက်ရဲ့အကန့်တွေကိုဖြည့်ဆည်းပြီးခြင်းဖြည့်ဆည်းပြီးတဲ့အရည်ချင်းရှိတယ်ဆိုလိုတာကမြတ်စွာဘုရားဟာဘဝခရီးရပ်တန့်သွားပြီမသွားတော့ဘူးလို့ဆိုလိုတယ်ပေါ့ဘုန်းကြီးတို့တွေကဘဝခရီးကိုသွားကြအောင်ပါသွားကြတဲ့အခါမှာဘဝခရီးကိုဗာနဲ့စတော့အဝိဇ္ဇာနဲ့တဏှာနဲ့စတယ်ဘာနဲ့အဆုံးသတ်တော့အိုခြင်းသိခြင်းနဲ့အဆုံးသတ်တယ်ဂျားထဲမှာဘာတွေဖြစ်တုံဆိုကောင်းမှုလုံးလိုက်မကောင်းမှုလုံးလိုက်ပျော်လိုက်ပါလိုက်ရီလိုက်မောလိုက်ဒါတွေနဲ့သွားနေတာလေအဲ့ဒါတွေကိုအကုန်ဖြိုချဖျက်ဆီးပြလိုက်လို့တဏှာခရီးရပ်တန့်သွားပြီဆိုရင်ဘိန်းကြီးပြိုကွက်သွားတာနဲ့အလားတရံတူတယ်ပေါ့ဒါကြောင့်မို့အရဟံအရတဏှာဆက်ရဲ့ဆက်ဝန်းရဲ့အကန့်တကူတဏှာဆက်ပြီးကြီးကိုဖျက်ဆီးပြီးတဲ့ပုဂ္ဂိုလ်များလို့ဒီအကြောင်းတွေကြောင့်ဒီလိုဖျက်ဆီးပြီးဖြစ်သောကြောင့်မြတ်စွာဘုရားဟာတကယ်အရဟံပုဂ္ဂိုလ်မြတ်ဖြစ်ပါပြီလေ။ဩအယီချင်းနဲ့ဂုံရီနဲ့တွဲမှတ်ပြီးတော့နေရမယ်တရား။ဒါအဓိပ္ပာယ်တစ်ခု။နံပါတ်1ကဝေးကွာခြင်းနံပါတ်2ကကိလေသာတွေကိုအနိုင်ဖျက်ဆီးပြီးခြင်းနံပါတ်3ကတဏှာဆက်ရဲ့အကန့်တွေကိုဖြိုချဖျက်ဆီးပြီးခြင်းဆိုဟောဒီ3ခုဒါမြတ်စွာဘုရားနဲ့ပတ်သက်တဲ့အရည်ချင်းတွေတခုပြဟောနောက်တစ်ခုကျတော့အရဟလို့ပဲပေါင်းဖတ်အရဟလို့ပဲပေါင်းဖတ်တယ်အရဟဆိုတာကျတော့ထိုက်တန်သူလို့အဓိပ္ပာယ်ရထိုက်တန်သူထိုက်တန်တယ်ဆိုတာဘသူကပဲရှ िख ိုးထိုက်တယ်လောကလူတွေကပြောကြတယ်ဟာမင်းဒီအလုပ်လုပ်ထိုက်တယ်ဘာလို့လုပ်ထိုက်တယ်ပြောလို့လုပ်ရင်အကျိုးရှိတယ်လေဒီခရီးသွားထိုက်တယ်သွားရင်အကျိုးရှိတယ်လေအကျိုးမရှိပဲတော့ဘသူကမှတော်တယ်တန်တယ်မပြောဘူးလေလှုပ်ထိုက်တယ်ထိုက်တန်တယ်လို့ပြောတဲ့စကားလုံးတစ်ခုဟာဒီအရဟဆိုလို့အရဟဆိုထိုက်တန်တယ်ဘာကိုထိုက်တန်တာတုံးလို့မေးလို့ရှိရင်ဘသူကပဲလက်အုပ်ချီကိုထိုက်တန်တယ်ဘသူကပဲလှူတာတွေဟာထိုက်တန်တယ်ဘာဖြစ်လို့လဲလက်အုပ်လေးတစ်ချိန်ခြိလိုက်တာနဲ့နတ်ပြည်ရောက်သွားနိုင်တယ်ဟောအကျိုးတုံ့ပြန်မှုတွေဟာအမှန်တမ်းထိရောက်တယ်မြတ်စွာဘုရားကိုလက်အုပ်ကလေးနဲ့ခြိလိုက်တာတောင်နတ်ပြည်ရောက်သွားတယ်လက်အုပ်နဲ့တင်မခြိနဲ့အောင်လက်လည်းမခြိဘူးဘာမှမခြိပဲနဲ့မျက်လုံးလေးဖွင့်ကြည့်ပြီးကြည်နူးတဲ့စိတ်ကလေးဖြစ်လိုက်တာနဲ့ပဲနတ်ပြည်ရောက်သွားဟောမထိုက်တန်ဘူးလားကြည့်လိုက်တာလေးနဲ့စိတ်ထဲကကြည်နူးလိုက်တာနဲ့ကောင်းရတဲ့ဥဒိဘုံရောက်သွားနိုင်တယ်ဆိုအလွန်ထိုက်တန်တာပေါ့ဒါနကောင်းမှုပြုလိုက်လည်းပဲပြုလိုက်တဲ့ဗျနော်အကျိုးဖြစ်ထွန်းတယ်ဆိုတော့အယောင်းဝယ်ကိစ္စတွေဆိုရင်အရင်ကနည်းနည်းလေးနဲ့အမျက်ကြီးရတယ်ဆိုဟာလှုပ်ထိုက်တယ်ပြောကြမှာပဲမြေမှာလည်းပဲစိုက်လိုက်လို့ရှိရင်တိဏ္ဍန်တွေအများကြီးထွက်တယ်ဆိုဟာစိုက်ထိုက်တယ်ဟောဒီလိုပြောကြတာမြတ်စွာဘုရားကထို့တူပဲအကျိုးတုံ့ပြန်မှုအင်အားတွေအလွန်ကောင်းတာဖြစ်သောကြောင့်မြတ်စွာဘုရားဟာဘယ်ပုဂ္ဂိုလ်ကပူဇော်
ပူဇော်ထိုက်တယ်ထိုက်တန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဘယ်ဘက်ကကြည့်မြတ်စွာဘုရားဟာမထိုက်တန်ဘူးလို့ပြောเสียသီလကနှိမ့်ကြနေတာမရှိဘူးသမာဓိနှိမ့်ကြနေတာမရှိဘူးပညာနှိမ့်ကြနေတာမရှိဘူးလွတ်မြောက်နေတဲ့စိတ်နှိမ့်ကြနေတာတွေမရှိဘူးအားလုံးဟာအဆင့်မြင့်ဆုံးအားလုံးဟာပါဖက်ဖြစ်နေတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားအားလုံးထိုက်တန်နေတဲ့ပုဂ္ဂိုလ်လူမင်းနာမင်းဗြဟ္မာမင်းတို့ရဲ့ဝတ်ဆင်းပြီးတော့ဥညွတ်ခြင်းကိုထိုက်တန်တဲ့ပုဂ္ဂိုလ်ဒီလိုဆိုလိုတာပေါ့ကောသလမင်းကြီးကမြတ်စွာဘုရားစီလာတဲ့အခါမှာကောသလမင်းကြီးကလူအစင်တန်းနဲ့ပြောမယ်ဆိုရင်မြတ်စွာဘုရားတဲ့တာတယ်လူအစင်တန်းနဲ့ပြောကြရမယ်ဆိုရင်ကောသလမင်းကြီးကကာတိကောသလနှစ်နိုင်ငံကိုအုပ်စိုးတဲ့ဧကရိဘုရင်ကြီးမြတ်စွာဘုရားကတက်ကတိုင်းအငယ်စားလေးမှာဘာနဲ့ပြောရမလို့ဆိုညမဘုရင်နဲ့စော်ဘွားတွေလိုပဲရှိတယ်ဒီလိုနော်ကောသလမင်းကြီးကအင်ပါယာအကြီးကြီးမြတ်စွာဘုရားရဲ့အမျိုးတက်ကတိုင်းဒီသုတ္တရဏမင်းတို့ကတိုင်းငယ်ပြည်ငယ်လေးဒါယာရုနဲ့ပြောပြရင်နော်သို့တော့ကောသလမင်းကြီးဟာမြတ်စွာဘုရားကိုလာတဲ့အခါရှ िख ိုးတဲ့အခါမှာယာရုတို့မျိုးရိုးတို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါယာရုနဲ့ကြည့်မယ်ဆိုသူ့အောင်ငယ်တယ်လေငယ်တယ်လို့ပြောမှလူလောကအနေနဲ့ပြောတာနော်သို့တော့မြတ်စွာဘုရားကိုသူဘလောက်ထိအောင်လေးစားတော့ဆိုရင်မြတ်စွာဘုရားရဲ့ခြေပမိုးကိုနှစ်ဖူးနဲ့တိုက်ပြီးတော့ရှ िख ိုးတာမြတ်စွာဘုရားကိုယ်တိုင်ကတခါတော့ကအမေးရှိတယ်ကောသလမင်းကြီးကဒီအဲ့ဒီယိုကျိုးတာနဲ့ပတ်သက်ပြီးတော့ယဟန်တွေကိုမိတ်တာကောသလမင်းကြီးငါတို့တာဂိဝင်မင်းမျိုးတွေဆိုတာတဲ့ကောသလမင်းကြီးရဲ့အယံမင်းအဆင့်ပဲရှိတယ်ပေါ့အယံမင်းအနုယန္တလို့သုံးတယ်မြတ်စွာဘုရားအနုယန္တဆိုတာနောက်ကလိုက်ရတာဆင့်ခေါ်လိုက်ရင်သွားကြနော်ဘယ်မှာတိုက်ပွဲရှိတယ်ဆိုဆင့်ခေါ်သွားရတယ်ဟုတ်လားဗမာပြည်မှာလည်းမြင်ဘူးလားတိုင်းချက်ပြည်ချက်ကလေးတွေဆိုတော့အင်းဝါကမြို့တော်ဖြစ်တဲ့အချိန်မှာလာခဲ့ပြည်ဘက်ကလာခဲ့ဟန္တာဝရီကလာခဲ့စစ်တိုက်ဆရာရှိတယ်ဆိုသွားကြရတယ်လေသွားကြရတယ်အဲ့ဒီလိုအနုယန္တအဆင့်နေပေါ့အဲ့ဒီလိုငါတို့ကအနုယန္တအဆင့်မှာရှိတော်လဲကောသလမင်းကြီးဟာဒီမြတ်စွာဘုရားကိုငါတဲ့အဆင့်မြင့်တယ်ငါတဲ့ယာရုကြီးတယ်ငါတဲ့မြင့်မြတ်တယ်ဒီဂုံလောကီဂုံအဖြစ်မြင့်မြတ်တယ်ဆိုတဲ့အနေနဲ့နှစ်ဖူးနဲ့တိုက်ပြီးတော့ရှ िख ိုးတာမဟုတ်ဘူးတဲ့ငါကိုအာရပါရရှ िख ိုးတယ်ဆိုတာသီလသမာဓိပညာဆိုတဲ့လက်လန်းမမီတဲ့အရည်ချင်းတွေကြောင့်ရှ िख ိုးတာလို့သုတ်တန်တစ်ခုမှအဲ့လိုဟောထားတယ်မြတ်စွာဘုရားကိုယ်တိုင်ဒီလိုဟောတာဇာအားဖြင့်ငါတဲ့ညံလို့မဟုတ်ဘူးတဲ့နော်ဒီအရည်ချင်းတွေကြောင့်ငါ့ကိုရှ िख ိုးတယ်အဲ့တော့ကောသလမင်းလို့တိုင်းပြည်နှစ်ပြည်ထိုခေတ်ကတိုင်းကြီးပြည်ကြီးကိုအုပ်စိုးတဲ့ဧကရိဘုရင်ကြီးကနှစ်ဖူးနဲ့ခြေပမိုးကိုတိုက်ပြီးတော့ရှ िख ိုးတယ်အဲ့ဒါလို့ရှ िख ိုးရလောက်အောင်ဖားကြောင့်ရှ िख ိုးတာတော့ဆိုသီလအားဖြင့်သာလွန်မြင့်မြတ်လို့သမာဓိအားဖြင့်သာလွန်မြင့်မြတ်လို့ပညာအားဖြင့်သာလွန်မြင့်မြတ်လို့ရှ िख ိုးတိုက်တဲ့ခုံကြီးတွေဟာထိုက်တန်လွန်အားကြီးလို့မြတ်စွာဘုရားကိုရှ िख ိုးတာတဲ့ဟောအဲ့ဒါကိုပြောတာအရဟံထိုက်တန်သူဆိုတာထိုက်တန်တယ်အာရပါယကြီးညိုလေးစားတတ်တဲ့ပုဂ္ဂိုလ်အေးလူမင်းကသာရှ िख ိုးတာလားဆိုဘယ်ဟုတ်မှာတော့တရားမင်းကြီးတာဝရိန္ဒာနတ်ပြည်တို့နတ်မှန်သမျှအဲ့နာလေးကတာဝရိန္ဒာနဲ့စတုမာတွေနတ်ပြည်နှစ်ပြည်ကိုအုပ်စိုးထားတာနော်ဝရစိန်လက်နဲ့ကြီးကင်ထွက်လာလို့ရှိရင်အလုံးကကြောက်ကြတယ်တရားမင်းကြီးလေတရားမင်းကြီးဟာအင်တမပါဝါကြီးတယ်ဒါပေမဲ့လို့မြတ်စွာဘုရားကိုဥတိုက်တယ်ဒီလိုဆိုတာနော်အဲ့ဒီအထက်ကနတ်တွေလည်းထို့တူပဲနောက်ဆုံးမှာတာဟံပတိပြမမင်းကြီးဆိုသူကအတိတ်ဘဝတုန်းကကတ္တဝဘုရားရဲ့လက်ထက်မှာသဟကဆိုတဲ့ယဟန်ဖြစ်ပြီးတော့ပထမဇန်ရလို့ယဟန်ဘဝကနေဇန်နဲ့တင်ပဲပြန်တော်မူသွားတော့အဲ့ဒီမှာတာဟံပတိပြမသွားဖြစ်တာယဟန်တစ်ပါးကနေဘုန်းကြီးတစ်ပါးဖြစ်သွားတယ်ပြမအဲ့ဒီမှာကျတော့သံပတိလို့ခေါ်တယ်လူပြည်တုန်းကတော့သဟကလို့ခေါ်တယ်သူဟာအလုံးသိတဲ့အတိုင်းတရားဟောဖို့တောင်းပန်တဲ့ပုဂ္ဂိုလ်ကြီးပဲ
တောင်းမှန်ပြီးတဲ့အခါမှာသူပန်းကုန်းကုန်းတာပန်းကုန်းကလည်းသေးသေးမဟုတ်ဘူးမြင့်မို့တောင်လောက်အလုံးရှိတဲ့ပန်းကုန်းကြီးကုန်းတာမပြီးတိုင်အလုံးမပြီးတော့တကိုးနဲ့ကုန်းတာမဟုတ်ဘူးသူကြကြနနကိုစိတ်ပါဝင်စားစွာပန်းကိုကုန်းတာပန်းကုန်းနေတော့နောက်ဆုံးမှာမြတ်စွာဘုရားတပည့်ဆက်ကြဟောသွားပြီးဘယ်တရားဟောသွားပြီးပဲနောက်ဆုံးမှာပြိဋိဘံစံတော့မယ်ဆိုတော့မှပြိဋိဘံစံသွားပြီဆိုမှသူပန်းကုန်းကြီးကမပြီးသေးဘူးတဲ့ပြေးပြီးတော့လာပြီးတော့ဘုရားကိုပူဇော်ရတယ်အဲ့ပန်းကုန်းကြီးနဲ့နော်ပန်းကုန်းကလည်းပဲ45နှစ်ကြာအောင်ကုန်းတာနော်သူစီမှာတော့45နှစ်မဟုတ်ဘူးပေါ့လူပြည်နဲ့45နှစ်ကုန်းတာတော့မပြီးသေးတဲ့ပန်းကုန်းကြီးနဲ့အဲ့ဒါဘာလို့တော့ဆိုပူဇော်ခြင်းတို့ထိုက်တန်တို့ပူဇော်တာအဲ့တော့ဗြဟ္မာမင်းကြီးတွေကလည်းပဲဘုရားကိုပူဇော်တာပဲနတ်မင်းကြီးတွေကလည်းဘုရားကိုပူဇော်တာပဲလူမင်းတွေကလည်းပဲဘုရားကိုပူဇော်တာအဲ့ဒါလို့ဘုရားကိုပူဇော်တယ်ဆိုတာကိုကြပြာဆန်ဆန်ရေးထားတဲ့အခါကျတော့ဘလို့ရေးတော့ဆိုရင်မြတ်စွာဘုရားရဲ့ခြိသေးတော်ဟာတဲ့တဘာဝအားဖြင့်หนีရဲပြီးတော့အယောင်တောက်ပြောင်နေတာသို့တော်လည်းပဲတဲ့လူမင်းနတ်မင်းဗြဟ္မာမင်းတို့ရဲ့ဒီတရဖူကြီးတွေနဲ့ဒီခြိသေးဟာဒီရှုပ်ရှက်ခတ်နေတယ်လို့ဒီလိုရေးထားတယ်ခြိသေးပေါ်မှာလာရှုပ်ရှက်ဆိုလိုတာကတော့မြတ်စွာဘုရားကိုခြေထောက်ကိုအမြဲတမ်းဥတိုက်နေတဲ့ပုဂ္ဂိုလ်တွေကြောင့်หนีရဲနေတဲ့ခြိသေးရဲ့အလှဟာနော်ဟိုအယောင်ဒီအယောင်တွေနဲ့ရောထွေးကုန်တယ်လို့ဒီလိုဆိုလိုတာမပြတ်ဘူးနော်အဲ့ဒါဘာလို့ဆိုထိုက်တန်သူပဲထိုက်တန်သူအရဟံထိုက်တန်သူဆိုတော့တလောကလုံးကဘယ်လိုပဲဒီမြတ်စွာဘုရားကိုလှူဘုရားဟာဘုရားတဲ့ပစ္စည်းကတန်သွားတယ်လို့မရှိဘူးတဲ့ဒါမှမဟုတ်ခဏခေတ်တောင်ကြည့်ကြမြတ်စွာဘုရားကိုဇေဒီတွေတည်ပြီးတော့ကိုးကွယ်ကြတယ်ရုပ်ပွားတော်တွေထူပြီးတော့ကိုးကွယ်ကြတယ်ကိုးကွယ်လို့ပါမဆုံးနိုင်ဘူးလေထိုက်တန်သူဖြစ်လို့ဒီလိုလုပ်ကြတယ်လို့ဆိုတာဒါအရဟံခဏတိအောင်ကိုးကွယ်စိတ်ကပ်နေကြတော့မယ်ဒီလိုဆိုလိုတာပေါ့နော်နောက်တစ်ခုကတော့ဘာလို့ဆိုအရဟံကိုအရဟံလို့ဆိုပြီးတော့ရဟဆိုတာကွယ်ရာလို့အဓိပ္ပာယ်ရတယ်အဆိုတာမရှိဘူးကွယ်ရာမရှိဘူးမြတ်စွာဘုရားမှာကွယ်ရာရဲ့လို့မရှိဘူးဆိုလိုတာကတိတ်တိတ်ပုံလူမသိသူမသိလှုပ်တဲ့အကုသိုလ်ဆိုတာသူမှမရှိဘူးလို့ဆိုစာထဲမှာဘယ်လိုရေးထားတော့ဆိုလောကေပဏိတမာနိနောဘာလာကိုပညာရှိကြီးလို့ထင်ကြတဲ့လူမိုက်တွေဟာတဲ့ပညာမဲ့တဲ့ပုဂ္ဂိုလ်တွေဟာအတိလောကပယေနဟိုလူကအပြစ်တင်မှာတော့မကောင်းတဲ့တွေထွက်မှာကြောက်တယ်နော်မကောင်းတဲ့တွေထွက်မှာကြောက်တော့ဘာလုပ်လဲရဟောပပံကရွန်တီတဲ့တိတ်တိတ်ကလေးမဟုတ်တာလုပ်တယ်ကွယ်ရကြတော့မဟုတ်တာလုပ်ကြတယ်ဒါလောကကြီးကအများစုကိုပြောပြတာနော်ရှေ့မှာတော့ဟန်ကြီးပန်ကြီးနဲ့နေပြီးတော့ကွယ်ရကြတော့မဟုတ်တာလုပ်နေတာလေအများကြီးရှိတယ်ပေါ့ဒီလိုဆိုလိုတာပေါ့မြတ်စွာဘုရားကြတော့အဲ့လိုမဟုတ်ဘူးနဂရာစိကရောတိဘယ်တော့မှစိတ်ကြွယ်ရမှာမဟုတ်တာလုပ်တယ်လို့မရှိဘူးနော်လူရှိတစ်မျိုးကြွယ်ရတစ်မျိုးဒီလိုလုပ်တာမရှိဘူးစိတ်ကြွယ်ရဆိုတာမြတ်စွာဘုရားမှာမရှိဘူးတာမန်ပုဂ္ဂိုလ်တွေကြတော့စိတ်ကြွယ်ရဆိုတာရှိနေသေးတယ်စိတ်ကြွယ်တယ်ဆိုတာဖုံးကွယ်ထားတာတွေရှိနေတတ်သေးတယ်လို့ပြောတာမြတ်စွာဘုရားမှာဖုံးကွယ်ထားတာတခုမှမရှိဘူးဖုံးကွယ်ထားတာမရှိလို့အရဟဖုံးကွယ်ရှုပ်ဝဲထားတာမရှိဘူးလို့ဒီလောက်ထိအောင်တန်ရှင်းစင်ကြယ်တယ်လို့ဒီလိုဆိုလိုတာပေါ့နော်အတိပ္ပယ်ကပါပကရဏီမကောင်းမှုအောက်တန်းကြတဲ့အလုပ်ကိုလုပ်တဲ့နေရာမှာရဟဘာဝတောပိစိတ်ကြွယ်ရာမရှိသောကြောင့်လည်းပဲအရဟံအရဟံနော်ဒီလိုဆိုလိုတာပေါ့ဒါဖြင့်မြတ်စွာဘုရားရဲ့ဂုဏ်အကြီးချင်းတွေဟာဒီအရဟံဆိုတဲ့စကားလုံးလေးတစ်လုံးထဲမှာပဲပြန်ပေါင်းပြီးတော့ပြောကြမယ်ဆိုရင်ကိလေသာတွေကဝေးကွာနေခြင်းဒါအကြီးချင်းတစ်ခုပဲကိလေသာတွေကလုံးဝဝေးကွာနေခြင်းအလှမ်းကွာနေခြင်းကိလေသာရန်သူတွေကိုဖယ်ရှားပြစ်ခြင်းဖယ်ရှားပြီးဖြစ်ခြင်းတဏှာဆက်ရဲ့အကန့်လို့ဆိုတဲ့အကြောင်းတရားတွေကိုကိလေသာတရားတွေကိုဖယ်ရှားပြစ်ပြီးဖြစ်ခြင်းနော်တလောကလုံးရဲ့ဥညွတ်လေးစားဖို့လှူဒန်းဖို့ထိုက်တန်သူဖြစ်ခြင်းနဲ့မကောင်းမှုပင်ဖြစ်စိတ်ကြွယ်ရာဘယ်တော့မှမကောင်းမှုကိုလှုပ်တာမရှိခြင်းဆိုတဲ့အဲ့ဒီအရေးချင်း၅မျိုးကြောင့်မြတ်စွာဘုရားကိုအရဟံဆိုတဲ့ဂုဏ်တော်နဲ့
ချီးမွမ်းတတ်တယ်ချီးမွမ်းတတ်တယ်ဆိုတာချီးမွမ်းခြင်းချီးမွမ်းမချီးမွမ်းခြင်းနေလောကမှာမြတ်စွာဘုရားကိုအရဟံလို့ဆိုတဲ့ဒီခုံတူးကြီးဟာလူပြေကနေစပြီးမြေပြင်ကနေပြီးကောင်းကင်ဝေဟင်ထိအောင်တလောကလုံးမှာပြန့်နှံ့ထင်ရှားနေတယ်လူတိုင်းကအတိမတ်ပြုထားတဲ့ခုံကြီးတစ်ခုပါလို့ဒီလိုဆိုတာပေါ့နော်ဒါကြောင့်မို့ဥညွတ်လေးစားတဲ့ပုဂ္ဂိုလ်တိုင်းကနမောတတ္တဗုဒ္ဓဝတ္တောအရဟတောဆိုတာအဲ့ဒါကိုပြောတာဒီချင်းနဲ့မြတ်စွာဘုရားကိုပူဇော်ကြတာကိုးကွယ်ကြတာလို့ဒီလိုဆိုလို့တယ်ဒါကြောင့်မို့လို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘုရားမြတ်စွာရဲ့မြတ်ဗုဒ္ဓရဲ့အရဟံဂုဏ်တော်ဆိုဒီမှာဒီတမကချက်ဖွင့်ထားတာလေးတွေရှိသေးတယ်သို့တော့အတ္တကရာကျမ်းနေမှာအခုလို၅မျိုးတီကာကျမ်းနေမှာဒီတဲ့ထပ်ဆင့်ပြီးတော့ဖွင့်ပြထားတာရှိစကလုံးလေးအခရာလေး၃လုံးပေါင်းစပ်ထားတဲ့စကလုံးလေးတစ်လုံးပင်ဖြစ်စေကာမူမြတ်စွာဘုရားရဲ့ဂုဏ်တွေဒီထဲမှာအများကြီးပါဝင်နေတဲ့ဂုဏ်တော်အရေးချင်းတစ်ခုဖြစ်ပါတယ်ဖျားဆိုတဲ့ပုဂ္ဂိုလ်ဟာအခုလိုအရဟံဆိုတဲ့အရေးချင်းရှိမှသာလေဖျားအစစ်ဖြစ်နိုင်ပါတယ်ဆိုတာကိုဘုရားမြတ်စွာရဲ့ဘုရားနုတ္တိခုံးကိုစိတ်အာယုန်ထဲမှာအမြဲတမ်းညွတ်ပြီးတော့ပိဋိသောပနတ္တတွေဖြစ်အောင်မြတ်စွာဘုရားခုံတော်နဲ့မိမိတို့ရဲ့စိတ်ကိုလွှမ်းထုံထားနိုင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေဒုသင်္ကမမနောတရတိတဝေတံဘဝယန္တုဒုက္ခတကမေတ္တာပုံနေဒုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်မြူပဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွေးမဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်အသာစင်ထာဝရအေမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခတိဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြအကုန်သည်ဖြစ်ဖြစ်သူကန္တကလေအောင်လေးတဲ့ရောရှက်သင်ပြန့်ပိဋိတိဟုသောယနန်တို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း